Bồ nhà hoa đúc khao dân đi á bồ nhà đúc khao dân đi Đây này đi ca đà bà li ma Buddha sen đỏ nhật đi A lâu nó tắt đỏ hà đi Đoạn A giáo a chiêu bia Sông ma đệ Sa gá đỏ gá Nà khó Đại đón lại đệ Sa gá đỏ gá Nà khó Bà nà khó Sa gá lý con của Bình mà đệ Bây đây bà nà khó Yo Buddha sen đỏ nhật Mấy nè Đi sa gá lý con của Đô Bри Đà Myama lô lý Nà chi hà Nó Padama Buddha mấy này đệ Sa gá lý gá Bồ nhà hoa tu khang dân đi Igara Bali ko Myama lo pian yan Chitha chitha mi do Mיןတို့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုစွမ်းအားတွေကသာလျှင်မင်းတို့လိုချင်နေတဲ့ချမ်းသာကိုရစီဖြစ်စီပါတယ်နားလည်လားမင်းတို့လိုချင်နေတဲ့ချမ်းသာမှန်သမျှကိုပြိတ္တိဘာကပြီးမှလည်းနဲ့ဒါကြောင့်ပထမစကားလေးကိုမြန်မာလိုမှတ်ရင်မင်းတို့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကသာလျှင်ပြိတ္တိဘာကိုပြန်ပြီးမယ်မင်းတို့လိုချင်နေတဲ့ဒီဘဝချမ်းသာနဲ့ဘဝချမ်းသာကိုတန္တရာချမ်းသာကိုပြီးမယ်ဟုတ်ပြီနော်နောက်တစ်ချက်အပုံညာဒုက္ခဇဏီတိမင်းတို့လွန်ကျူးလိုက်တဲ့အကုသိုလ်တရားဆိုကံဆိုးတွေကလည်းပဲမင်းတို့ကြောက်ပါတယ်မုန်းပါတယ်မလိုချင်ပါဘူးဆိုတဲ့ဒီဘဝဆင်းရဲတဲ့ဘဝတန္တရာဆင်းရဲကိုမုတ်ချမသွေပြန်ပြီးတော့ပြီးဆက်ရမှာပဲရှင်းပြီလားကုသိုလ်ကံရဲ့စွမ်းအားနဲ့အကုသိုလ်ကံရဲ့စွမ်းအားဒါလေးကိုဘုန်းကြီးတို့မြန်မာလိုတရားသာနဲ့အတည့်ပြောရင်จิตจิตမိတို့မင်းတို့ကိုယ်တိုင်ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုစွမ်းအားမှန်သမျှတို့သည်မင်းတို့ကိုယ်တိုင်တကယ်လိုချင်တောင်းတနေတဲ့ဒီဘဝချမ်းသာနဲ့ဘဝတန္တရာချမ်းသာကိုမုတ်ချမသွေရစီဖြစ်စီပါတယ်ရှင်းပြီနော်မင်းတို့ကိုယ်တိုင်ပဲလွန်ကျူးလိုက်တဲ့အကုသိုလ်ကံရဲ့စွမ်းအားများသည်မင်းတို့မလိုချင်ပါဘူးကြောက်ပါတယ်မုန်းပါတယ်ဆိုတဲ့ဒီဘဝဆင်းရဲမျိုးစုံနဲ့ဘဝတန္တရာဆင်းရဲမျိုးစုံကိုဗုဒ္ဓမသွေရစီဖြစ်စေပါ၏ရှင်းပြီနော်နောက်စကားလေးနှစ်ခွန်းကတော့ပြိဿတိုက်တွန်းလိုက်တာပဲတတ္တမပုံညာဝကာတ္တပဒါကြောင့်ကွာတဲ့မင်းတို့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကိုပဲနေ့တိုင်းတိုးပွားအောင်ကြိုးစားလုပ်ကြဟောဘုရားဘာကိုလုပ်ဖို့မင်းနဲ့အပုံညာနာသကာတပံအကုသိုလ်ရဲ့စွမ်းအားကိုတော့တတ်နိုင်သလောက်ရအောင်ချိုးကြတင်ကြဘဝတွေကနေဖယ်ရှားကြစကားလေးပဲနှခေါ်ဒီခွန်ဒါဆိုရင်ဒုပရိသတ်နားလည်ပြီဒါဆိုရင်ဗုဒ္ဓရှင်တော်မြတ်ပထမမိန့်တဲ့စကားလေးကိုဒုပရိသတ်သိသွားပြီဖြစ်တဲ့အတွက်ကဲပြောပါဦးပထမဘုရားမိန့်တဲ့စကားလေးကပါတယ်မင်းတို့ကိုယ်တိုင်ပြုထားတဲ့ကုသိုလ်ကောင်းမှုစွမ်းအားသည်ပါတယ်လေမင်းတို့လိုချင်တဲ့ဒီဘဝချမ်းသာနဲ့ဘဝတန္တရာချမ်းသာကိုဘာဖြစ်လဲပြီးမယ်ဟောဒါဆိုရင်ဒုတိယနာပိဋကရှင်းရှင်းလေးပဲဟောဒီလူတွေအကုန်လုံးကိုမေးကြည့်ချမ်းသာကိုလိုချင်တာလားဆင်းရဲကိုလိုချင်တာချမ်းသာကိုလိုချင်တာကဲဘလောက်ဒီချမ်းသာခြင်းတိုက်တလုံးကားတစ်စီးဆိုတော်ပြီလားမတော်သေးဘူးတိုက်နှလုံးကားနှစ်စီးဆိုရင်ရောကဲတခါကြီးပြောပါဦးတိုက်နှလုံးကားနှစ်စီးဆိုရင်ရောမိတာနင်းနေကဲတိုက်10လုံးကား10စီးဆိုရင်ရောချမ်းသာမြန်ရမယ်ဆိုရင်ပြိဿကြီးစီဝါဥစ္စာချမ်းသာပဲဖြစ်ဖြစ်လူမှုရေးချမ်းသာပဲဖြစ်ဖြစ်ယာတုဂုဏ်သိချမ်းသာပဲဖြစ်ဖြစ်ကိုချမ်းသာစိတ်ချမ်းသာဘာချမ်းသာလားပြိဿကြီးတော်ပါပြီအဲ့လောက်ဆိုရင်ရပါပြီလို့များပြောမဲ့လူရှိလားမရှိဘူးကဲဒါဆိုရင်အားလုံးဘာလို့ခြင်း
ချမ်းသာကိုလိုချင်နေသလိုပဲနေ့စဉ်နေ့တိုင်းပြိဿကြီးဘာကိုရှာနေလဲချမ်းသာပဲရှာနေတယ်ဒါဆိုရင်ပြိဿကြီးဒုပရိသတ်လိုချင်နဲ့ဒုပရိသတ်ရှာနေတယ်အဲ့ဒီချမ်းသာသည်နတ်တစ်ပါးကပေးမှလားမြမကြီးကပေးမှလားဘိုးတော်ဘွားတော်ပုဂ္ဂိုလ်တ attva တွေကပေးမှလားဟိုဒီတက်မြင့်အောင်ပြောရင်ကိုကိုးကွယ်နေတဲ့ဖရာကပေးမှလားတရားကရောသံဃာကရောဘာကပေးမှဖရာတရားသံဃာသည်ချမ်းသာနိုင်တဲ့လမ်းကြောင်းတွေအကျင့်ကောင်းတွေကိုပဲပြတယ်ရော့ငါကိုယ်ကွယ်အဲ့ဒါတွေရစီလို့ဖရာပေးလားတရားရောပေးလားသံဃာရောပေးလားဒါဆိုရင်ဖရာတရားသံဃာယနာမြတ်၃ပါးရဲ့အဆုံးအမကိုခံယူပြီးတော့ရနိုင်တဲ့ချမ်းသာကြောင်းနိလန်းကောင်းတွေရှိလားမရှိလားအဲ့ဒါတွေကိုပြိဿရေကိုယ်တိုင်မပြုတ်ဘဲနဲ့ကိုလိုချင်တဲ့ချမ်းသာကိုယ်စီရောက်သလားဟုတ်ပြီဒါဆိုရင်ပြိဿရေချမ်းသာခြင်းလားဆင်းရဲခြင်းလားချမ်းသာခြင်းဘာစွမ်းအားကိုမြင့်မယ်ကုသိုလ်ကံစွမ်းအားကိုမြင့်မယ်ဟုတ်ပြီဒါတစ်ချက်ဒါဆိုဒုတိယနာပြိဿဆင်းရဲကြတော့လိုချင်လားမလိုချင်သို့တော့အခုဒီလူတွေဆင်းရဲနဲ့ကြုံနေတာများလားချမ်းသာနဲ့ကြုံနေတာများလားဒါဆိုဆင်းရဲစေတာပြိဿကြီးပုဂ္ဂိုလ်တစ်ပါးကဆင်းရဲအောင်လုပ်ထားတာလားနတ်တစ်ပါးကဒဏ်ခတ်ထားတာလားယမကြီးကဒဏ်ခတ်ထားတာလားဘာကဆင်းရဲစေအကုသိုလ်ကံစွမ်းအားကဘာဖြစ်စေလဲဆင်းရဲစေတယ်ကဲကံရဲ့သဘောကိုနားလည်ပြီလားဒါဆိုရင်ပြိဿရဲ့လောကလူတွေချမ်းသာကိုလိုချင်တဲ့ဆင်းရဲကိုကြောက်တယ်သို့တော့လိုချင်တဲ့ချမ်းသာကိုမရဘူးဆိုရင်အနည်းဆုံးလူတွေကိုပြစ်ချက်တွေမရှာဘူးလားဥမာသားသမီးနဲ့အမေဖေဆိုရင်လည်းပဲမလီသူတို့အစင်ပြေမှာပေါ့အမေကတို့ကြတော့မပေးဘူးသူကြတော့ပေးတာကိုဟောပြိဿရဲ့ကိုယ်အစင်မပြေလိုက်တာနဲ့အနည်းဆုံးလူတွေကိုရမ်းမရှာဘူးလားတကယ်တမ်းကပြိဿအမေအဖေကမချမ်းသာစီတာလားကိုယ့်ရဲ့ကံစွမ်းအားကညံ့နေတာဟုတ်ပြီဒါဆိုရင်ပြိဿချမ်းသာခြင်းဘာကံစွမ်းအားကိုညှင့်မယ်ဒါဆိုဆင်းရဲကြောင့်ရင်ဘာကံစွမ်းအားကိုချိုးမယ်ဒီတော့ဗုဒ္ဓဘာသာဒီကံဆိုတဲ့သဘောတရားကိုလက်ခံယုံကြည်ထားလားမထားလားယုံကြည်ထားတယ်ဘယ်ဘာသာနဲ့မှမတူတဲ့ဗုဒ္ဓဘာသာရဲ့တန်ဖိုးအရှိဆုံးယုံကြည်ချက်တည်အဲ့ဒါပဲဖရာကိုယုံကြည်တယ်တရားကိုယုံကြည်တယ်သံဃာကိုယုံကြည်တယ်ဒါဘာသာတိုင်းမှာရှိတယ်သို့တော်ပြိဿရဲ့အဲ့ဒီကနေတဆင့်မြင့်အောင်ယုံကြည်နိုင်တဲ့ဗုဒ္ဓဘာသာရဲ့တခြားနဲ့မတူတဲ့ယုံကြည်မှုသည်ကိုပြုတဲ့ကုသိုလ်ကံသည်ဒီဘဝနဲ့နောင်ဘဝကောင်းကျိုးကိုပြန်ပြီးတော့ကိုစံစားရမယ်ကိုလွန်ကျူးလိုက်တဲ့အကုသိုလ်ကံသည်လည်းပဲဒီဘဝနဲ့နောင်ဘဝတစ်ချိန်ချိန်တဏှာတဘဝမှာကိုပြန်ပြီးတော့ပြီးဆက်ရမယ်ခံရမယ်ယုံကြည်လားမယုံကြည်လားအဲ့ဒါဘယ်ဘာသာနဲ့မှမတူတဲ့ဗုဒ္ဓဘာသာရဲ့တန်ဖိုးရှိတဲ့တတ္တာပဲတရားဘာသာတွေမှာဘုရားယုံနဲ့တရားယုံနဲ့သံဃာယုံနဲ့သို့တော့လှုပ်ချင်လှုပ်ဘုရားရှင်မှာဒူးထောက်လို့ကိုးကွယ်လိုက်ရင်ကိုလှုပ်ထားတဲ့အကုသိုလ်အမှုတွေကိုဘုရားကခံသွားတယ်တဲ့ကိုခံစရာမလိုဘူးတဲ့အဲ့ဒါကောင်းချီးပေးတာတဲ့မရှိဘူးလားလောကဥပမာလေးပဲစဉ်းစားကြည့်ပြိဿရေဥပမာအဖေကနေပြီးတော့လူသက်မှုနှုံကျူးတယ်ပေါ့ဗျာကဲအဲ့ဒီဥပဒေကိုဘယ်သူရင်ဆိုင်ရလဲကျိုးအဖေကအသက်ကြီးလို့ပါဗျာစိတ်မထိန်နိုင်လို့တတ်မိတာပါအဖေအသက်ကြီးလို့မဖမ်းပါနဲ့ကျုပ်ကိုပဲဖမ်းမိထောင်ထဲကိုထည့်ပါလို့သားသမီးကဝန်ခံလို့ရဘယ်လောက်ချစ်ချစ်လောကဥပဒေမှာအဖေလွန်ကျူးတဲ့အမှုသားသမီးဝန်ခံလို့ရဒါဆိုရင်သားသမီးလွန်ကျူးတဲ့အမှုကိုအဖေကပြန်ပြီးတော့ဝန်ခံလို့ရလောကဥပဒေနဲ့သဘာဝဓမ္မနဲ့မဆန့်ကျင်ဘဲနဲ့ပြိဿရေအမှန်ဆုံးတရားသည်ဗုဒ္ဓရဲ့တရားမှာပဲရှိတယ်ရှင်းလားဒါဆိုရင်ဒုဓမ္မဆွေတော်မျိုးတော်တွေရှင်းသွားပြီချမ်းသာခြင်းရင်ဘာစွမ်းအားကိုမြင့်ကုသိုလ်ကံစွမ်းအားကိုမြင့်မယ်ဒါဆိုရင်ကုသိုလ်ကံစွမ်းအားကိုမြင့်ပြီဆိုတော့ဒီ
ဒီဗုဒ္ဓဘာသာရဲ့နေတိုင်းယုံကြည်မှုထဲမှာဒီကံဒီပါနေတယ်မပြောဘူးလားကဲကံကိုသဘောကျပြီးတော့ယုံလားမယုံလားဟုတ်ပြီဒါဆိုရင်ဗုဒ္ဓဘာသာနဲ့နီးတဲ့တခြားဘာသာတွေတော့ပြိဿကြီးကံဆိုတဲ့စကားကိုသုံးမနေဘူးလားဒါဆိုဒီကံဆိုတဲ့စကားဒီနားရည်ဝနေတာလားနားဝေးနေတာလားဟုတ်ပြီဒကမာကြီးတွေအောက်ကပြိဿတွေတရားမှမပြောနဲ့ဘူးအပေါ်ကဒကာ50ယောက်ကိုမေးလိုက်မယ်ကဲဒကာကြီးကံကိုမြန်မာလိုနားလည်အောင်ပြန်ရင်ဘယ်လိုပြန်မလဲဟုတ်တယ်အလုတ်ပါဗျအမေမစိုးကဲဒီဘက်ကပြောပါအောင်ကံကိုအလုတ်လို့ဒီဘက်ကပြောတယ်တို့ဒကာတွေကထောက်ခံလားကံကွာလားထောက်ခံပါလေဗျဟာမစိုးဘူးပဲကဲအောက်ကပရိသတ်ကံကိုအလုတ်လို့ဒကာကြီးကပြောတယ်ထောက်ခံလားကံကွာလားထောက်ခံပါလေဗျဒီမှာဘာတိလို့ထောက်ခံတာစဉ်းစားတော့ပရိသတ်ကံကိုမြန်မာပြန်ရင်အလုတ်ဟုတ်ပါလေနည်းနည်းလောက်နှစ်ခါလောက်မင်းတို့ကြောက်ထားရင်ကံကိုမြန်မာပြန်ရင်ဘာလဲအလုတ်ဘယ်သူလုတ်တဲ့အလုတ်မိမိကိုယ်တိုင်လုတ်တဲ့အလုတ်ပြောဘယ်သူလုတ်တဲ့အလုတ်ဟုတ်ပြီပြန်ပြောမယ်အလုတ်ဆိုတာဘာလဲဘယ်သူပြုတဲ့ကံကံဆိုတာဘာလဲဘယ်သူလုတ်တဲ့အလုတ်ဒီနေ့ကတော့စာသင်တယ်လို့ပဲဟောမှာဘာဖြစ်လို့လဲဆိုတော့ဒီကံကိုတော်တော်များများကလေးတွေဇောက်ထိုးတွေးနေတာတော်တော်ကြားလို့ဒီတရားဒီနေ့မှဟောတာဟုတ်လားကဲဒါဆိုရင်ပြိဿကြီးမိမိလှုပ်တဲ့အလုပ်ကိုပြန်စဉ်းစားတနေ့တနေ့မိမိလှုပ်နေတဲ့အဲ့ဒီကံအလုပ်များသည်ဘယ်နှမျိုးလောက်ရှိစဉ်းစားနော်မိမိလှုပ်နေတဲ့ကံအလုပ်များသည်ဘယ်နှမျိုးလောက်ရှိကဲပြိဿစောစောဩဃာသသုံးခုဆုံးတော့နောက်ထပ်ပါဆိုကာယကံဝစီကံမနောဘယ်နှမျိုးပဲရှိကြိုက်တာတွေလို့ဒီသုံးခုကနေလွတ်မလားပြီးတော့ဘုန်းကြီးတို့ကံဆိုတဲ့အလုပ်ကိုနေတိုင်းလုပ်နေတာဒီဘယ်နှမျိုးပဲရှိဟုတ်ပြီဟာတို့ပြိဿကာယကံဆိုတော့ရှင်းသွားပြီကာယကံဆိုတော့ဘာနဲ့လုပ်တဲ့အလုပ်ခန္ဓာကိုယ်ကြီးနဲ့လုပ်တဲ့အလုပ်ဝစီကံဆိုတာနှုတ်နဲ့ပြောတဲ့အလုပ်မနောကံဆိုတာစိတ်နဲ့ကြံစီတဲ့အလုပ်ဘုန်းကြီးတို့နေတိုင်းဒီသုံးမျိုးနဲ့လွတ်ပြီးတော့လုပ်တဲ့အလုပ်ရှိလားဒါကြောင့်ရှိစောဘုရားကြီးတွေဘလောက်များကျေးဇူးတင်ဖို့ကြီးညိုဖို့ကောင်းတယ်ပရိသတ်ဩဃာသခွင့်ပေးတော်မူပါဗျာဘာကြောင့်ခွင့်ပေးရမလဲတပည့်တော်ကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တွေများအရှင်ဘုရားအပေါ်မှာလွန်ကျူးမိရင်အဲ့ဒီအပြစ်တွေကနေလွတ်ကင်းဖို့ရန်ဆိုပြီးတော့ဩဃာသကိုမဆိုခဲ့ဘူးလားရှင်းရလားဟုတ်ပြီဒါဆိုရင်ကာယကံကိုယ်နဲ့ပြုတော့ကံအလုပ်တစ်ခုပေါ်မသွားဘူးလားဝစီကံနှုတ်နဲ့ပြောတော့ကံအလုပ်တစ်ခုပေါ်မသွားဘူးလားမနောကစိတ်နဲ့ကြံစီတော့ကံအလုပ်တစ်ခုပေါ်မသွားဘူးလားသဘေရှင်းပြန်ပြောမယ်ကံဆိုတာဘာလဲအဲ့ဒီအလုပ်ဒီတနေ့ဘယ်နှမျိုးလောက်လုပ်ဘာရဲ့ကာယကံဝစီကံမနောကံโอเคဒါဆိုရင်ကာယကံဝစီကံမနောကံတွေကိုဘယ်သူကိုယ်တိုင်လုပ်တာဟုတ်ပြီနော်မိမိကိုယ်တိုင်လုပ်လိုက်တဲ့အခါအဲ့ဒီကာယကံဝစီကံမနောကံတွေကအကောင်းနေကြည့်လုပ်တာဟုတ်ရဲ့လားဟောဘာတွေလုပ်သေးလဲအဆိုးတွေလည်းလုပ်သေးတယ်ကဲဒါဆိုရင်အကောင်းတွေကိုကာယကံနဲ့လုပ်မယ်ဝစီကံနဲ့ပြောပြီးတော့လုပ်မယ်မနောကံနဲ့ကြံစီပြီးတော့လုပ်မယ်ဆိုတော့ပြိဿကြီးအကောင်းတွေကိုလုပ်တော့ဘာကံဖြစ်ဒီသိလိုက်ပါတော့အကောင်းတွေကိုလုပ်တော့ဘာကံဖြစ်အကောင်းကံဖြစ်အဲ့ဒါတော့ခမည်းတော်ပြောမှလားရှိရဒီလောက်တွဲကတော့ကုသိုလ်ကံမဟုတ်ဘူးလားမှတ်သွားအောင်မယ်အကောင်းတွေကိုလုပ်တော့ဘာကံဖြစ်အကောင်းကဆိုပါဟုတ်လားကဲပြိဿကြီးဒီကံနဲ့ပဲကာယဝစီမနောပါပဲမကောင်းတာတွေရောမလုပ်ဘူးလားမကောင်းတာတွေလုပ်တော့ဘာကံဖြစ်အကုသိုလ်ကံဖြစ်အနှစ်ချုပ်လိုက်ရင်ဘာနဲ့ဘာပဲကြံ
ကုသိုလ်ကံနဲ့အကုသိုလ်ကံဒါဆိုရင်ပြိဿရေအဲ့ဒီကုသိုလ်ကံအကောင်းတွေကိုလုံးလို့ဖြစ်လာတဲ့ကံတွေရောအကုသိုလ်ကံမကောင်းတာတွေကိုလုံးလို့ဖြစ်လာတဲ့ကံတွေရောကဘယ်သူလုပ်တာလဲဟောဒီအချိန်ဒီသူများပါလားမပါသေးဘူးဒါဆိုရင်ဘာဖြစ်လို့အကောင်းနဲ့မကောင်းကုသိုလ်ကံနဲ့အကုသိုလ်ကံပေါ်လာရတာလေဆိုရင်နောက်တစ်ခွန်းလာပြီစေရနာဟံကမ္မဝဒ္ဓမိဘိက္ခဝေဘေခဝေခြင်းသာခြင်းသမီးတို့အဟံငါဘုရားရှင်ကိုရောမြတ်ကြီးသည်စေရနာမင်းတို့ကိုယ်တိုင်ရှည်သွားပြဋ္ဌာန်းလိုက်တဲ့စေရနာဆိုတဲ့သဘောတရားလေးကိုကမ္မမင်းတို့ပြုလိုက်တဲ့ကံဟူ၍ဝဒာမိငါဘုရားမိန့်ကြတော်မူလိုက်ပါれဟောဘာဖြစ်လို့အဲ့ဒီမကောင်းကံနဲ့အကောင်းကံတွေဖြစ်လာတာလဲဆိုရင်တို့ပြိဿဒီကံတွေကိုမပြုခင်မပြောခင်မစင်စားခင်ကိုစိတ်ရှိသွားစေတနာလေးရှိလားမရှိလားဒီစိတ်စေတနာလေးဒီပဲပြိဿကြီးကံမြောက်သွားတာပဲဘာမြောက်သွားဥမာပေါ်တို့ပြိဿအခုတရားမွဲလာတာလားဆက်ပွဲလာတာလားဩတယောက်ယောက်ကဆူငေါက်ပြီးတော့လွတ်လိုက်တာလားဘယ်သူလာတာပြိဿကြီးဟောဒီတရားမွဲမလာခင်တည်းကဒီမှာဆိုင်းမို့ကြီးကြော်ညာမထားဘူးလားမလီတို့မူတော်ကဘုန်းကြီးလည်းပါတယ်ဟဲ့ရန်ကုန်ကမေစီမဂုံကြီးဆရာတော်လည်းပါတယ်ဟဲ့အမလီ73 14 15ဓမ္မသဘင်နဲ့အမေစီတို့မိသားစုကပဲလုံတာဒီရက်ထဲမှာမပြောဘူးလားကဲအဲ့ဒီအချိန်တွေကပြိဿကြီးဒီရက်သိပြီဆိုတော့ဒီကနေ့တရားနာရမယ်ရက်ရောက်ပြီဆိုတော့ဒုပြိဿရဲ့စိတ်ထဲမှာစေတနာလေးကတရားနာခြင်းစိတ်ပေါ်လာမပေါ်လားတရားနာခြင်းနဲ့စေတနာစိတ်ကလေးတည်ရှိလားမရှိလားတရားနာခြင်းနဲ့စေတနာစိတ်ကလေးရှိလို့ပြိဿရဲ့ယောဂီအောင်လေးဟောယောဂီတပတ်လေးတင်ပြီးတော့အိမ်ကနေကိုယ်တိုင်ထွက်လာလိုက်တာလှမ်းလာသမျှခြေလှမ်းများသည်ဘယ်သူခြေလှမ်းအဲ့တော့ဘာကံဖြစ်သွားလဲကုသိုလ်ကံထဲမှာကာယကံပါမသွားဘူးလားကာယကိုယ်ခန္ဓာကိုယ်ကြီးနဲ့ကိုယ်တိုင်ကြွလှမ်းလာကားစီးလာရင်လာမယ်ကိုယ်တိုင်ရောက်အောင်မလာဘဲနဲ့ဒီနေရာရောက်မလားဟောကာယကံကုသိုလ်စိတ်လေးရှိသွားပြီးတော့လာလိုက်တော့အဲ့ဒီကာယကံဒီဘာကံဖြစ်သွားလဲကုသိုလ်ကံဖြစ်သွားတယ်ဟုတ်ပြီလားအခုဒီနေရာတော့ဩဃာသဆိုတယ်ပြီးတော့၅ပါးသီလခံတယ်ကိုယ်နှုတ်နဲ့မဆိုဘူးလားဒီနှုတ်နဲ့လုံလိုက်တော့ပြိဿကြီးဘာကုသိုလ်ကံဖြစ်ဝစီကုသိုလ်ကံမဖြစ်ဘူးလားစိတ်ထဲမှာလည်းပြိဿကြီးအစောကြီးတည်းကြံစီထားတာပဲတရားနာဖို့ဆိုတဲ့ကောင်းတဲ့အကြံလားမကောင်းတဲ့အကြံလားဘာကံဖြစ်ကုသိုလ်မနောကံဖြစ်ရှင်းပြီလားပြီးတော့ကံအားလုံးရဲ့ရှေ့မှာဘာရှိလဲမိမိရဲ့စေတနာလေးရှိတယ်အရေးကြီးတယ်နော်အဲ့ဒီစေတနာလေးကကုသိုလ်ဘက်ကိုယိုင်သွားရင်ကုသိုလ်ကာယကံတွေပြုဖြစ်တယ်ကုသိုလ်ဝစီကံတွေပြောဖြစ်တယ်ကုသိုလ်မနောကံတွေစဉ်းစားဖြစ်တယ်တခါဒီစိတ်လေးပဲပြိဿရဲ့အခုမိုးတုံပြိဿမိုးတုံမျိုးနဲ့ရှိမယ်ဆိုရင်ဒီပြိဿကများတယ်လို့ပြောပြီးမဲ့ရှိတဲ့လူဦးရေနဲ့တွေ့တော့များလားနေဟိုတရားလာနေတဲ့လူနဲ့အရက်ထဲမှာမနာပဲကြံခဲ့သူဘယ်သူအများဟောတချို့ကပြိဿရေမအားလို့မလာတာရှိမယ်တချို့ကလည်းအိမ်မခွာနိုင်လို့မလာတာရှိမယ်တချို့ကလည်းပြိဿရေကံနေစေတနာရှည်သွားပြီးတော့ပြောင်းမသွားဘူးလားဟောဒုပရိသကစေတနာကံလေးနဲ့တရားနာဖို့စိတ်ကူးရှိတော့ဒီကိုရောက်လာတာတချို့ဒီထဲမှာဒကမတွေများလားဒကာတွေများလားဒကမာကြီးတွေရှိရတရားမွဲသွားမယ်ဆိုရင်နောက်ကဒကာကြီးတွေကလည်းတရားမွဲသွားမှသိတာများလားမသိတာများလားသို့တော့တရားပွဲပါလာတာများလားမပါတာများလားပြန်တိုက်ပေးလိုက်အောင်မယ်ကဲဒကမာကြီးကသွားတော့မယ်ဆိုယောဂီအောင်လေးကိုတပတ်လေးပြင်းတချို့ဒကာကြီးတွေပေါ့ဗျာအကုန်တော့မပြောလို့ပြိဿကြီးသူသွားမှငါဘီယာဆိုင်သွားမယ်ဟောဒါမျိုးစေတနာနဲ့စောင့်နေတာကိုမရှိနိုင်ဘူးလားသူသွားရင်ဒီဘုန်းကြီးကတရားရှိတတ်တယ်အစာဆုံး2 နာရီနောက်ကြာမယ်ကြာလဲကြာတော်မူပါစေအဲ့ဒါဆိုငါကာရာအိုကေသွားလို့ရတယ်ဟုတ်လားသူ့စိတ်ထဲမှာဒါမျိုးတွေမရှိနိုင်ဘူးလားရှိနိုင်တော့ပြိဿရဲ့အစာတွေကသူ့စိတ်ကဒီစေတနာရှည်သွားပြဋ္ဌာန်းနေရင်
တက္ကမကြီးကနေပြီးတော့မသွားနိုင်ဤလေလုံနေဟဲ့မင်းနောက်ကြလိမ့်မယ်ဗျလူများမယ်နော်နေရာမကောင်းမင်းနေလိမ့်မယ်ဟာနည်းနည်းလေးပြင်းပြမသွားစေချင်ဘူးလားပြိဿရဲ့သူ့စိတ်ထဲမှာဘာစေတနာတွေရှိသွားနေတယ်တက္ကမကြီးလည်းသွားပြီဆိုတော့ကဲသူလည်းပဲမသွားနိုင်ဘူးလားသူသွားတော့သူ့စိတ်ကဘာစေတနာလဲအစာလေးကအကြံဆုံးနဲ့စောင့်နေတာဆိုရင်သူပြုတဲ့ကံကာယကံဝစီကံမနောကံသည်ကုသိုလ်ကံဖြစ်မလားအကုသိုလ်ကံဖြစ်မလားအကုသိုလ်ကံဒါကြောင့်ပြိဿရဲ့စေတနာကောင်းတော့အဲ့ဒါအချင်းကြီးစကားမဟုတ်ဘူးတန်ဖိုးမဲ့စကားမဟုတ်စေတနာကောင်းတော့ကံကောင်းတယ်ဒုပရိသတ်ရဲ့စေတနာလေးကအကောင်းဘက်ကိုစိတ်စေတနာရှည်သွားပြထမ်းရင်ပြုတဲ့ကံသည်အကောင်းကုသိုလ်ကံပဲပြုတယ်စေတနာမကောင်းတော့ကံမကောင်းဘူးကဲစေတနာစိတ်စေတနာကရှည်သွားမကောင်းတော့အကုသိုလ်ကံနဲ့ကုသိုလ်ကံဘာပြုဖြစ်အကုသိုလ်ပဲပြုပြီပေါ့ဒါကြောင့်စေတနာကောင်းမှကံကောင်းပြီဆိုတာရှင်းပြီလားဒါဘုံမဒီတရားအစားသင်တယ်လို့ဟောမှာကလေးတွေပါအခါနဲ့ပြီးတော့ဒါဆိုရင်ပြန်ညွှန်းမယ်ကံဆိုတာဘာလဲအလုပ်ဆိုတာဘယ်သူလုပ်တာလဲမိမိကိုယ်တိုင်လုပ်တော့တနေ့တနေ့ဘယ်နှမျိုးနဲ့လုပ်နေလဲဘာတွေကာယကံဝစီကံမနောကံဒါဆိုရင်အဲ့ဒီကံနေပြုဖို့ရန်အတွက်ရှေ့ကဘာအရင်လားဘယ်သူစေတနာမိမိရဲ့စေတနာမိမိစေတနာကအကောင်းစေတနာလေးဖြစ်တော့ဘာကံကိုပြုဖြစ်ကုသိုလ်ကံကိုပြုဖြစ်မိမိစေတနာကမကောင်းတဲ့ဘက်မှာယိုင်သွားတော့ဘာကံကိုပြုဖြစ်ဒါဆိုရင်ကုသိုလ်ကံနေပြုစုပါများလို့စွမ်းအားတက်လာရင်ဘာအကျိုးကိုပေးချမ်းသာကိုမပေးဘူးလားအကုသိုလ်ကိုစုပြုပါများလို့ပြိဿရဲ့စွမ်းအားတက်လာရင်ဘာကျိုးကိုပေးရှင်းပြီနော်အဲဆိုရင်ဘုရားရှင်ရဲ့စကားလေးရှင်းမသွားဘူးဟုတ်ပြီဒါဆိုရင်ကုသိုလ်ကံကကောင်းကျိုးကိုစွမ်းအားပေးတယ်အကုသိုလ်ကံကမကောင်းကျိုးစွမ်းအားကိုပေးတယ်ဆိုရင်ဒါဆိုရင်ဒုတရားနာပိဋကကုသိုလ်ကံရဲ့စွမ်းအားကချမ်းသာကိုရတယ်လို့ဘုရားဟောတဲ့အတွက်ကြောင့်အခုကိုယ့်ကိုယ်ပြန်ပြီးတော့သုံးသပ်ကြည့်ဒီလူတွေအကုန်လုံးချမ်းသာတာလားတချို့တလေချမ်းသာတာဒီတထက်ခွင်ပြိဿရဲ့ချမ်းသာတဲ့လူများလားဆင်းရဲတဲ့လူများလားဒါဆိုရင်ပြိဿရဲ့ဘာစွမ်းအားကောင်းလဲအဲ့လိုပြောလိုက်တော့ကြည်နပ်လားကြည်နပ်လားအရှင်ဘုရားရဲ့တပည့်တော်တို့ဗုဒ္ဓဘာသာလေဒီတိုင်းဘုရားလည်းရှိခိုးတယ်ငါးပါးသီလနဲ့ခံယူတယ်တပည့်တော်တို့ကုသိုလ်တွေလုပ်တယ်လေအဲ့လိုတော့မပြောပါနဲ့လို့များပြိဿရဲ့စိတ်ထဲမှာမပြောချင်ဘူးလားစဉ်းစားတော့ဘုန်းကြီးပြောချင်တာကဘုရားမင်းတဲ့စကားနဲ့ကိုဖြစ်နေရတဲ့ဘဝဘာကြောင့်ကြွာချားနေလဲကုသိုလ်ကံရဲ့စွမ်းအားသည်ဘဝချမ်းသာတဲ့တန်ត្រာချမ်းသာကိုပြီးတယ်အကုသိုလ်ကံရဲ့စွမ်းအားကဘဝဆင်းရဲတဲ့တန်ត្រာဆင်းရဲကိုပြီးတယ်ဘုရားဟောတာတယ်ဒါဆိုရင်ကံရဲ့အစဉ်စဉ်ပေါ်လာပုံကိုသိပြီဆိုရင်ကိုပြုတဲ့ကံကိုပြန်ပြီးတော့သုံးသပ်ဖို့မလိုဘူးလားကဲအမှန်တည်းပြောကြည့်ကိုကုသိုလ်ကံကိုလုံနေတယ်လို့ထင်ထားတာများလားအကုသိုလ်ကံကိုလုံနေတယ်လို့ထင်ထားတာများဘုရားဘာသာဝင်တယောက်ဒီဘာကံကိုလုပ်တာများမလဲကုသိုလ်ကံပဲဘာဖြစ်လို့ဆင်းရဲနေတာလဲဆိုတော့သုံးသပ်ဖို့မလိုဘူးလားဒါနေစဉ်ဘဝဖြတ်သန်းနေတဲ့ကံလေးကိုပြန်သုံးသပ်ကြမယ်ပြိဿရဲ့နေတိုင်းပြုနေတဲ့ကံစောစောကပြောထားတယ်ဘယ်နှမျိုးကိုယ်ဘဝကိုဖြတ်သန်းနေတာကိုယ်တိုင်သိတယ်နေတိုင်းကိုဒီကုသိုလ်ကာယကံนี่များသလားအကုသိုလ်ကာယကံนี่များလားအကုသိုလ်ကာယကံนี่များတယ်ဒါဆိုရင်ချမ်းသာခြင်းလားဆင်းရဲခြင်းလားချမ်းသာခြင်းလေဟုတ်ပြီဒါဆိုရင်အရက်ထဲမှာဈေးထဲမှာရက်ွက်ထဲမှာလက်ပဲဆိုင်မှာလမ်းပေါ်မှာမိသားစုအိမ်မှာဆုံတဲ့ကပြိဿကြီးကုသိုလ်ဝစီကံစကားတွေပြောတာများလားအကုသိုလ်တွေပြောတာများလားအကုသိုလ်တွေပဲပြောတယ်ကဲအချင်းချင်းတွေဆုံပြီးဆိုတော့ပြိဿကြီးအရက်ထဲအကြောင်းတွေကိုပြောတော့တော်တော်များများကုသိုလ်ရစရာတွေများလားအကုသိုလ်ဖြစ်စရာတွေများလားမင်းသားမင်းသမီးအကြောင်းရောမပါဘူးလားအဲ့ဒါတွေပြောတော့မင်းသားတော်ပြိဿရဲ့မြန်မာမင်းသားနဲ့ပြီးသွားတာမပြီးဘူး
ဘယ်မင်းသားပါသေးတယ်မုဒုံမှာလည်းကိုရီးယားမင်းသားခေတ်စားတာပဲလားကဲဒါဆိုရင်တက္ကမကြီးတွေမှန်မှန်လေးတစ်ချက်လောက်လိန်ကြည့်သမှာမင်းသားငငယ်လေးတွေအကြောင်းပြောတာမလားအဖိုးကြီးတွေအကြောင်းပြောတာမလားဟောငငယ်လေးတွေအကြောင်းကဲစဉ်းစားကြည့်တာပြိဿကြီးမင်းသားအကြောင်းပြောလိုက်တာပြောရင်နဲ့မလီအိုက်မင်းသားရဲ့အိုက်စကမအိုက်ကောင်မလေးတို့ကြည့်မကောင်းမကိုဒီမင်းသားမင်းကြီးချောလို့မချောမလဲသူတို့ကနေတိုင်မလားလို့ဖြစ်မနေဘူးလားဘလို့ဘလောင်းကြီးနဲ့ပြောမနေဘူးလားဟောမင်းသားအကြောင်းပြောပြီးပြီဟိုလူဒီလူတွေအကြောင်းရောမပါဘူးလားဘယ်လူတွေလဲကဲပြိဿကြီးနောက်ထပ်ပြောမယ်ဘုန်းကြီးအကြောင်းပါလားမပါလားဟမ်ဘုန်းကြီးအကြောင်းလည်းပါတယ်ကဲပြိဿရဲ့မှန်မှန်လေးဟောဒီပန်းဖလက်ကြီးထွက်လာတော့ဘုန်းကြီးကဘယ်နှပါလဲဘုန်းကြီးနေနှစ်ပါးတည်းရှိတာတော့ပြိဿဒီဘုန်းကြီးနှစ်ပါးကိုဘယ်ညာဘယ်ညာကြည်လဲကြည့်ရောပြိဿရဲ့ဗဇက်ကငင်းငင်းနေလားဘာပြောလဲဈေးထဲမှာဘုန်းကြီးနှစ်ပါးဒီဘက်ကဒုစီကမုတုံကတော့ဒီဘက်ကမရှိမရှိဘကုန်းကြီးမျက်မှန်မပါတော့တမျိုးမိုက်တယ်တော့ဟုတ်လားပြောသေးလားအဲ့လိုလည်းပြောအောင်လေဟုတ်လားအဲ့တော့ပြောနေတာပြိဿရေဘုန်းကြီးမြင်လိုက်တော့လေဘုန်းကြီးအကြောင်းကတော့ပါမသွားဘူးလားနောက်ဆုံးပြိဿရေဘုန်းကြီးအကြောင်းနဲ့မဟုတ်တခါလေးလွတ်တော်သွားရင်ဖရားတော်မပါဘူးလားမလီတခါလေးကျရင်ဖရားတော်မုဒုံဖရားနဲ့မော်လမြိုင်ဖရားပြိုင်နေတာဟုတ်လားအဲ့တော့ပြောနေတာကနေ့စဉ်ပြောနေတဲ့ကံတွေပြန်စစ်ကုသိုလ်နဲ့အကုသိုလ်ပါများကဲမနောကကြံစီစဉ်းစားနေတာပြိဿရေသစ္စာ၄ပါးတွေခန္ဓာ၅ပါးအကြောင်းတွေများလားပေါက်တကိယတွေများလားဒါဆိုဒုပရိသကကံတော့ပြုတော့ပြုတယ်နေတိုင်းပြုနေတဲ့ကံတွေကဖြူတာတန့်တာများလားမဖြူမတန့်များပြီးတော့စွမ်းအားကပရိသတ်တက်လာသလားတက်မလာဘူးနော်အဲ့တော့ဘုန်းကြီးပြောချင်တာကအဲ့ဒါပဲအခုလူတွေရဲ့မကြည်နဲ့ချက်တခုဘာပြောနေလဲဆိုရင်အရှင်ဘုရားရေအရှင်ဘုရားတို့ပဲကုသိုလ်ကံရဲ့စွမ်းအားကဒီဘဝချမ်းသာနဲ့ဘဝတန္တရာချမ်းသာကိုပြီးတယ်အကုသိုလ်ကံရဲ့စွမ်းကဒီဘဝဆင်းရဲနဲ့ဘဝတန္တရာဆင်းရဲကိုပြီးတယ်လို့ပြောတယ်တဲ့မလီတပည့်တော်တို့ပြင်နေတိုင်းကုသိုလ်ကံတွေကိုမြင့်မမလီအမြဲတမ်းသီလလည်းဖြူအောင်စောင့်နေလူရတန်းတာတွေလည်းလုပ်တယ်တပည့်တော်တို့ဒီလိုလုပ်နေတော့ဘာမှဖြစ်မလာဘူးတဲ့ဟိုလူတွေများတဲ့ကုသိုလ်ကံတွေလုပ်လိုက်တာဖယားဆိုလည်းမချမ်းတရားဆိုလည်းမချမ်းဘုန်းကြီးဆိုလည်းအကုန်လုံးဟုတ်လားမဟုတ်လားသူတို့ပြောတာနော်နောက်ဆုံးဘုံဘုံရဲ့တဲ့သားသက်ငါးသက်ဟာနွားသက်နေတဲ့လူတွေတိုက်နဲ့ကားနဲ့တယ်လီဖုန်းတွေများချိတ်ထားလိုက်တာလက်ပြပုံ၅လုံးလောက်ခါချိတ်ထားသလိုပဲမပြောဘူးလားအဲ့ဒါအရှင်ဘုရားတို့ပြောတော့အာကုသိုလ်ကံကဒီဘဝဆင်းရဲတဲ့ဘဝတန္တရာဆင်းရဲကိုပြီးတယ်ဆိုတဲ့ဘာဖြစ်လို့သူတို့မပြီးဘဲနဲ့တပည့်တော်တွေကုသိုလ်ကံဆိုတာဘာလို့ချမ်းသာမပြီးတာလဲတဲ့ကဲပရိသတ်ကံကိုမကျေနပ်တဲ့လူတွေမပေါ်ဘူးလားကဲအမှန်တမ်းပြောကြည့်ကိုကအဲ့ထဲမှာပါလားမပါကိုတော့ပြိဿရေကြည့်လိုက်ရင်မလီငါတို့ကကုသိုလ်ကံနဲ့နေတာသူတို့ကအကုသိုလ်ကံနဲ့နေတာတွေးပေမဲ့တော့ရွှေဆိုင်ကိုမသွားခင်ပြိဿရေကိုရွှေကိုကြည့်ပြီးပဲရည်က16ပဲရည်လို့တွက်တာများလား14ပဲရည်တွက်တာများလားအပြည့်16ပဲအပြည့်ပဲပရိသေကမှတ်ကြောက်တင်လိုက်တော့ကိုပဲရည်ကဘယ်လောက်ကျန်73ပဲရည်ကိုမရှိချင်တော့လားအေးကိုဟာကိုတော်ပြိဿရေကံအကောင်းတွေလုံနေတယ်လို့ထင်တာပဲသို့တော်ပြိဿရေကံတွေကမဖြူတဲ့ကံတွေလည်းပါတယ်ဖြူတဲ့ကံတွေလည်းပါတယ်အဲ့တော့ဘုန်းကြီးပြောချင်တာကလူတော်တော်များများကပြစ္ဆုတ်ပံပြုတ်နေတဲ့ကံကိုပဲအာယုံပြုပြီးတော့ချမ်းသာဆင်းရဲပေါ်မှာမျက်စိလည်နေတတ်ပါတယ်ပြီးတော့ဘုန်းကြီးတို့ဒါလေးပြောချင်တာဒုပရိသတ်ကိုအကုသိုလ်ကံတွေပြုတ်နေတဲ့ကုသိုလ်ကံကိုပြုတ်နေတယ်လို့မပြောလို့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓဘာသာဝင်သူတော်စင်တော်တော်များများတော့တခြားဘာသာနဲ့စာရင်တော့ကုသိုလ်ကံကိုပြုတ်တာများလားမပြုတ်တာပြုတ်တာများနေဘယ်လိုလဲတခြားဘာသာတွေနဲ့စာရင်တကယ်ပဲပြုတ်လို့ဒီဝိတ္တာများအားမကောင်းကံလေးကောင်းတာလည်းကောင်းတာကောင်းရတယ်ဒါဆိုရင်ကုသိုလ်ကံကောင်းတွေကိုဖြည့်ကျင့်နေပါလေချူတာမဖြူတာတော့ရောနေနေဘာဖြစ်လို့ဒီလူတွေကတော့ဆင်းရဲပြီးတော့အကုသိုလ်ကံတွေကိုပြုဟောဒီလုပ်နေပြီးတော့ဒီလူတွေအားကြောင့်ချမ်းသာနေတာလေဆိုတာကိုတန်တရားဒီကနေ့ပြေပြောက်ပါဘာကြောင့်လို့ဘုန်းကြီးတို့ကပြေပြောက်ခိုင်းတာလဲဆိုရင်ဟုတ်ပြီဘုန်းကြီးတို့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတာဒီဘဝကံတစ်မျိုးတည်းနဲ့လုံလောက်ပါမလား
ဘုန်းကြီးတို့ဒီကနေ့ဒီဘဝမှာပြုတ်နေတဲ့ကံများသည်ကုသိုလ်ကံပဲလှုပ်အကုသိုလ်ကံပဲလှုပ်ဒီကံရဲ့စွမ်းအားသည်ဒီဘဝမှာနိဗ္ဗာန်ကိုရနိုင်တဲ့တရားမျိုးမရသေးဘူးဆိုရင်ပြိဿရဲ့နိဗ္ဗာန်မရမခြင်းဘဝဆိုတာဘုန်းကြီးတို့ကုန်ပြီလားဒါဆိုရင်နိဗ္ဗာန်မရသေးရင်ဘုန်းကြီးတို့အားလုံးနောင်ဘဝဆိုတာရှိမရှိနောင်ဘဝရှိတယ်ဆိုရင်ပြိဿရဲ့အဲ့ဒီနောင်ဘဝကိုဒီဘဝကပြုတ်လိုက်တဲ့ကံဒီအကြောင်းကံအနေနဲ့ဖန်တီးမသွားဘူးဒါဗုဒ္ဓဘာသာရဲ့ကံကံရဲ့ယုံကြည်မှုပဲမို့လားဒီဘဝကိုပြုတဲ့ကုသိုလ်ကံကောင်းရင်နောင်ဘဝကောင်းတဲ့ချမ်းသာတဲ့ဘဝကိုရမယ်ဒီဘဝကိုပြုတဲ့ကံအကုသိုလ်ကံတွေပြုမကောင်းတာတွေစုမိရင်ဘယ်ဘဝရောက်အပင်၄ပါးကိုမကြနိုင်ဘူးလားဒါကအနာဂတ်ဘဝနိဗ္ဗာန်မရမချင်းဘဝရှိအောင်မယ်လို့ယုံကြည်တဲ့ကံရဲ့စွမ်းဟုတ်ပြီဒါဆိုရင်ဘုန်းကြီးတို့ဒီဘဝမရောက်ခင်မှာအတိတ်ဘဝများစွာဆိုတာရှိနိုင်မရှိနိုင်အတိတ်ဘဝမရှိဘဲနဲ့ဒီဘဝလူဖြစ်ပါမလားမဖြစ်ဘူးဆိုတော့ယုံရဲ့လားခဲပရိသတ်ရေဘုန်းကြီးတို့အားလုံးဒီအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံထဲမှာလူဖြစ်နိုင်လောက်တဲ့ကုသိုလ်ကံတော့အကုန်လုံးပါမလာဘူးလားပါလာလို့အခုဘာဖြစ်နေโอเคနော်လူဖြစ်နေတယ်ဒါဆိုရင်လူဖြစ်နေတဲ့အခါကြည့်လိုက်ပြိဿရေကြံတဲ့နေရာကိုမကြည့်နဲ့ကို့မိသားစုဒီအမေဒီအဖေကမွေးတဲ့ဒီမိသားစုတွေအချင်းချင်းပဲကြည့်လိုက်သွေးအစစ်တွေဆိုတော်လဲပဲရုပ်ရည်အစင်တူသလားပညာတူသလားစီးပွားတူသလားရာထူးဂုဏ်သိမ်းတူသလားဟာပြိဿတူတာနဲ့မတူတာဘာတွေများမတူတာတွေများဒါတော့ပြိဿရဲ့ဒီတဲ့ကံညံ့ခဲ့ရင်လူဖြစ်ပေမဲ့မွေးကလေးကနားမကြားတဲ့ကလေးတွေမရှိဘူးလားမျက်စိမမြင်တာတွေဆွမ်းအားနားမကြားရုံနဲ့ဘုပြိဿပိုလီယိုဖြစ်လာတာတွေလူဖြစ်လောက်တဲ့ကံတော့မပါဘူးလားဖြစ်ပုံဖြစ်နည်းတူရလားအေးဘုန်းကြီးတို့ရိပ်သာမှာလေတရားလာအားထုတ်တဲ့ကလေးလေးသူကစကားမပြောတတ်ဘူးသို့တော့ဉာဏ်ရည်တော့ရှိတယ်ဉာဏ်ရည်ရှိတော့သူကလက်ဟန်ချင်ရနဲ့တခါတည်းပြောဆိုပြနောက်ဆုံးကွန်ပျူတာပါသူရိုက်တတ်တယ်ရုပ်ရည်လေးကလေသိချစ်စရာကောင်းတဲ့ကလေးလေးပြိတဲ့အခု7နှစ်နဲ့73နှစ်အော်ရုပ်လေးနဲ့သူ့ရဲ့အကျိုးပေးရလဲကံမကောင်းလိုက်တာလို့ပြောချင်တာကအတိတ်ကကုသိုလ်ကံမှာလူဖြစ်လောက်တဲ့ကံတွေတူလို့လူဖြစ်လာတာတော့ဖြစ်ပုံဖြစ်နည်းတူရဲ့လားဟုတ်ပြီဒါဆိုရင်ဘာကခွဲလိုက်တာဘယ်တော့ကကံအတိတ်ဘဝတုန်းကကံဥပမာပေးမယ်ပြိဿရေပကြီးစရာတွေပကြီးဆွဲတဲ့အခါစီးဆက်ပြီးတော့မဆွဲဘူးလားစီးဆက်လေးကိုကောင်းအကောင်းစားစီးဆက်လေးနဲ့ဆက်ပြီးတော့လူပုံစံဆွဲလိုက်ရင်အမျိုးသားပုံဆွဲအမျိုးသမီးပုံဆွဲလူပုံမထွက်ဘူးလားစီးဆက်ကောင်းတဲ့အခါကျတော့ထွက်လာတဲ့ပုံဒီလှလှပနဲ့အယောင်လေးလက်မနေဘူးလားဟောဒီပကြီးစရာပဲပြိဿရေဒီစုတ်တန်နဲ့ဆွဲတာပဲစေးဇက်ကိုအညံစားနဲ့ဆက်လိုက်တော့ပကြီးဆွဲအမျိုးသားပုံဆွဲအမျိုးသမီးပုံဆွဲလူပုံတော့မထွက်ဘူးလားထွက်လာတဲ့ပုံကစောစောစေးဇက်ကောင်းတဲ့ပုံလို့ကြည့်လို့လှရဲ့လားအယောင်ထွက်ရဲ့လားအဲ့ဒါပဲလူဖြစ်လောက်တဲ့ကံပဲဘုန်းကြီးတို့တူခဲ့တာကြံတဲ့အရာများသည်အတိတ်ဘဝတုန်းကပကြီးစရာရဲ့စေးဇက်လိုပဲကိုပြုခဲ့တဲ့ကုသိုလ်ကံရဲ့စွမ်းအားနဲ့ကိုပြုခဲ့တဲ့အကုသိုလ်ကံရဲ့စွမ်းအားသည်ဒီဘဝပုံဖော်လိုက်တာတယောက်နဲ့တယောက်ရုပ်ရည်မတူစီးပွားမတူပညာမတူယာတုမတူကြံတာတွေအကုန်လုံးပြောမတူတာတွေအများကြီးပဲဒီတော့အတိတ်ကကံသည်မယုံလို့မရဘူးဆိုတာရှင်းလားမရှင်းလားရှင်းတယ်ဒါဆိုရင်ဘုန်းကြီးတို့ဒီအတိတ်ကကံကိုအဲ့ဒီလိုနားလည်ပြီဆိုရင်ခုနကပြောတဲ့စကားလေးကိုမျက်စိမလဲနဲ့ပြန်သွားဒီဘဝမှာအကုသိုလ်တွေကိုပြုပြောကြံစီဤမျိုးစုံနဲ့မတမာတဲ့ဤနဲ့သူများကိုညစ်ပတ်နေတဲ့ဤမျိုးစုံနဲ့ဘဝကိုယက်တည်နေကြပေမဲ့ချမ်းသာအစဉ်ပြေနေတဲ့လူတွေမရှိဘူးလားဒါဆိုရင်အဲ့ဒီလူတွေဒီဘဝမကောင်းတဲ့ကံတွေပြုတ်နေပြီးတော့ချမ်းသာနေတော့လူတွေကပြောတယ်မလီသူတို့များမကောင်းတာတွေအကုန်လုပ်တာပဲသူတို့အကုန်လုံးအစဉ်ပြေနေကြတယ်ကံဆိုတာဘယ်လိုပါလိမ့်လို့
ကံကိုဇောက်ထိုးလေးမြင်မသွားနိုင်ဘူးလားဒီဘဝကံလေးကိုပဲမကြည့်ပါနဲ့အတိတ်ဘဝတော့ကဘုန်းကြီးတို့ပြုခဲ့တဲ့မမြင်နိုင်တဲ့ကုသိုလ်ကံစွမ်းအားများသည်သူ့မှာအင်အားကြီးကြီးနဲ့ပါမလာဘူးလားပြီးတော့အတိတ်ကကုသိုလ်ကံရဲ့စွမ်းအားသိအားကောင်းနေဒီဘဝရဲ့အကုသိုလ်ကံသည်ဟိုကံကမြင့်နေသေးသမျှအကျိုးမပေးသေးဘူးအကျိုးမပေးတော့သူ့ကိုချမ်းသာစေတာပြည်လဲစေတာအဆင်ပြေစေတာပြိဿကြီးဒီဘဝအကုသိုလ်ကံကလားအတိတ်ကကုသိုလ်ကံကလားသားငယ်သမီးငယ်တွေရောလူကြီးတွေရောအလုံးဒါလေးကိုလက်ခံဖို့မမေ့ပါနဲ့အကုသိုလ်တွေပြုပြောစဉ်းစားအရက်ထဲမှာလူတိုင်းမြင်နေတဲ့လူတွေရှိပေမဲ့ချမ်းသာနေတာကိုအထင်ကြီးပြီးတော့ပြိဿကြီးသူတို့ကတော့ဒါတွေလုံးနေပြီဟုတ်နေတာပဲလို့မထင်ပါနဲ့ကိုမမြင်နိုင်တဲ့အတိတ်ကကုသိုလ်ကံများကသူတို့ကိုစောင့်ရှောက်နေတဲ့အချိန်တခါတခါများပြိဿကြီးလူမိုက်ဟာလီအဲ့ဒီအကုသိုလ်လုံရင်းနဲ့အတိတ်ကံပြီးတာကိုမယုံကြည်တဲ့အခါကိုပြုတဲ့အကုသိုလ်ကတော့အကျိုးပေးတယ်ထင်ပြီးတော့ချိုးချိုးမြင်းမြင်းနှစ်ခြိုက်ကိုဒီအကုသိုလ်ကံတွေကိုလုံနေတာမရှိဘူးလားအဲ့ဒါကိုပါမာဆိုလို့ဘာဖြစ်လို့လဲဆိုရင်တချို့ပြောတယ်အရှင်ဘုရားရေသူတို့ကလေအကုသိုလ်တွေကိုအကျိုးပေးတာပြောလားမပြောလားကဲဒါဆိုရင်အကုသိုလ်ကအကျိုးပေးတာဟုတ်ရဲ့လားဘာကအကျိုးပေးအတိတ်ကကုသိုလ်ကံကအကျိုးပေးနေတာသို့တော်ပြိဿကြီးအတိတ်ကကုသိုလ်ကံကအကျိုးပေးနေတာကိုတချို့ကဒီဘဝအကုသိုလ်ကံထင်ပြီးတော့ပို့တောင်လုပ်နေတာမရှိဘူးလားဖယားဆိုရင်လည်းပြမရမှာမကြောက်တော့ဒီအထိအကုသိုလ်ကိုအထင်ကြီးသွားတာမရှိဘူးလားတရားဆိုရင်လည်းစောကားပုတ်ခတ်နေတာတွေအများကြီးသံဃာဆိုရင်လည်းပြိဿရဲ့ထုရိုက်နှက်နေတာတွေအများကြီးမရှိဘူးလားဒီတိုင်းမဲ့သာသငါတန်ရင်နဲ့ပြိဿရဲ့စီးပွားရှာသူများဒုက္ခရောက်လောက်အောင်ကိုမတမာတဲ့နီးစီနဲ့ရှာနေတာမရှိဘူးလားဒါကြောင့်လူမိုက်ဟာအတိတ်ကုသိုလ်ကံပေးတာကိုမေ့ပြီးတော့အကုသိုလ်ကံပြုရင်းနဲ့ဟုတ်နေတာကိုအထင်ကြီးပြီးတော့ပြားတက္ကလိုပဲချိုးမြိန်စွာနှစ်သက်စွာနဲ့လုံမိနေတတ်တယ်အဲ့တော့တပြေးတပြေးနဲ့အတိတ်ကုသိုလ်ကံကလည်းပြိဿရဲ့ပေးရင်နဲ့လာပြီးဆိုပေးပါများရင်တို့ပြိဿလောကမှာကုန်မသွားဘူးလားအတိတ်ကကုသိုလ်ကံကလည်းပေးနဲ့ကုန်လာတယ်အကုသိုလ်ကိုလည်းချိုးမိန်စွာပြုတ်နေတော့ဒီဘဝအကုသိုလ်ကံလည်းတောင်လိုရာလိုပုံမလာဘူးလားတောင်လိုပုံလာတော့ပြိဿရဲ့ဘယ်ကံကပြန်ကြီးအကုသိုလ်ကပြန်ကြီးမသွားဘူးလားပြန်စဉ်းစားကြည့်ကိုမျိုးနယ်မှာရှာကြည့်ဒါမှမဟုတ်ကိုရက်ကွက်မှာရှာကြည့်ကိုမျိုးနယ်မှာရှာကြည့်ကိုပြည်နယ်မှာရှာကြည့်ကိုနိုင်ငံမှာရှာကြည့်အတိတ်ကုသိုလ်ကံကိုပြိဿရဲ့တတိမေ့ပြီးတော့အကုသိုလ်ပြစ္ဆုတ်ပံအကုသိုလ်ကံကိုအထင်ကြီးနဲ့ကောင်းတယ်နဲ့လှုပ်လိုက်တဲ့လူတွေအကုသိုလ်ကံအလှည့်ရောက်ပြီဆိုတော့50လောက်အထိအသက်တန်းကိုမိုက်လာလိုက်တာအသက်ကြီးမှဒုက္ခပြန်ရောက်တာတွေမရှိဘူးလားကိုပြုတ်တဲ့အတိုင်းကိုပြန်ခံရတာတွေမရှိဘူးလားမြန်မာနိုင်ငံရဲ့သမိုင်းကိုနောက်20အစိတ်လောက်ပြန်ကြည့်ဘုန်းကြီးတွေရောလူတွေရောပြိဿရဲ့ဤမျိုးစုံနဲ့ကြုံခဲ့ရတဲ့ဝတ်ဆင်းရဲတွေမရှိဘူးလားအတိတ်ကုသိုလ်ကံကိုမေ့ပြီးတော့ပြစ္ဆုတ်ပံအကုသိုလ်ကံဟုတ်တယ်ထင်ပြီးတော့မှားပြီးရင်မှားပြီးရင်နဲ့အမှားတွေပေါ်အမှားဆင့်မှားလာတဲ့လူတွေယူကြောင်မူကြောင်တည်သွားတဲ့လူရောမရှိဘူးလားအသေးဆုံးနဲ့သေးတဲ့လူရောအရှင်လက်ကိုပြုတ်တယ်လို့ပြန်ခံရတဲ့လူတွေရောမရှိဘူးလားအမလီပြိဿရေတခိုင်နဲ့တညာတဲ့ကနေအလုံးလိုက်အထွေးလိုက်အသီးကျွေကြတယ်လို့ပဲအကုန်လုံးကိုအမှိုင်လေးလို့ပါသွားတာရောမရှိဘူးလားပြိဿရေအဲ့ဒါကြတော့ဘယ်ကံရဲ့စွမ်းအားလဲအတိတ်ကံလားပြစ္ဆုတ်ပံကံလားတို့အတိတ်ကုသိုလ်ကံပေးတာကိုပြစ္ဆုတ်ပံအကုသိုလ်ကံကိုအထင်ကြီးလုပ်တဲ့လူတွေကံသိတ်ကြီးလာရင်ပြိဿရေနောင်ဘဝစောင့်เสียလိုသလားဒါကြောင့်အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေနံပါတ်1တတိပေးပါတယ်ကံရဲ့စွမ်းအားကိုအာယုံပြုယုံကြည်တဲ့အခါမှာဒီဘဝရဲ့ပြစ္ဆုတ်ပံကုသိုလ်ကံအကုသိုလ်ကံလေးနဲ့ပဲအတွေးကိုမရက်ပါနဲ့ငါတို့မှာအတိတ်ကပါလာတဲ့သူတို့မှာအတိတ်ကပါလာတဲ့
ကုသိုလ်ကံအကုသိုလ်ကံစွမ်းအားတွေအများကြီးရှိသေးတယ်လို့သတိထားဖို့မလိုဘူးဟုတ်ပြီဒါဆိုရင်အကုသိုလ်ကံပြုရင်းနဲ့ကြီးပွားနေတဲ့လူဒီဒီဘဝအကုသိုလ်ကံကပေးတာလားအတိတ်ကုသိုလ်ကံကပေးတာအတိတ်ကုသိုလ်ကံကပေးင်းနဲ့ကုန်လာပြီအကုသိုလ်ပြစ္ဆုတ်ပံကံကစုရင်းနဲ့ပုံလာပြီဆိုတော့ဒီတဘဝထဲမှာပဲအလှည့်ပြန်ပြီးတော့မကြုံရဘူးဟုတ်ပြီနော်ဒီတော့တတိထားဖို့မလိုဘူးဒီနေရာမှာတို့ပြိဿကိုဘုန်းကြီးတို့စကြောင်းလေးတစ်ခုပြောပြမယ်မြတ်စွာဘုရားရဲ့ရောက်ခတိဘယ်သူလဲဟမ်ဘုရားရဲ့ရောက်ခတိကဒီဝတ္တဒုက္ခပဲမူတုံတော့မူတုံမလုံးနဲ့တော့ပေါက်တတ်ခဲ့ကဲမြတ်စွာဘုရားရဲ့ဥယျတော်ဒီဘယ်သူလဲဥယျတော်လဲသူပဲရောက်ခတိလဲသူပဲသုပ္ပဗုဒ္ဓပြောဘယ်သူလဲတာမန်အယက်သားလားရှင်ဘုရင်လားရှင်ဘုရင်တော့ဦးလေးအရင်ရတော်တရားရဲ့အဖေဖြစ်တဲ့အတွက်ရောက်ကတိဆိုလဲသူပဲဆွေမျိုးအရင်ကြီးပဲအမေနဲ့မောင်နှမအရင်ဦးလေးလည်းအရင်ပဲသမီးကိုပြန်လဲထိမ်းများလက်ထပ်လိုက်တော့ရောက်ကတိနဲ့သူပဲသို့တော့သုဘဗုဒ္ဓဒီပြိဿဘယ်လိုမျိုးတည်သွားတာရည်မြူပြီးတော့တည်သွားတာကဲပြိဿစဉ်းစားကြည့်မြတ်စွာဘုရားသည်သာဂေဝင်မင်းမျိုးဂျာကနေဘုရားဖြစ်လာတဲ့အချိန်သာဂေဝင်မင်းမျိုးတွေရောမင်းမျိုးမဟုတ်တာတွေအကုန်လုံးလူရောနတ်ရောဗျမရောတတ္တဝါတွေကညွတ်ယွန်းဥခိုက်ပူဇော်ထိုက်တဲ့ခုံနဲ့ပြည့်စုံလို့ပူဇော်လို့ကိုးကွယ်နေပြီမယ်လို့သုဘဗုဒ္ဓပူဇော်သလားသူကပြိဿရေမဟုတ်တာကိုအညွှန်းသွားတာနဲ့ငါသမီးကိုပြစ်ထားခဲ့တဲ့ကောင်ပေါ့အရက်စကားလေးပြဟုတ်တယ်မလားငါသမီးပြစ်ထားခဲ့တဲ့ကောင်ငါသားကိုညီကိုရင်နေရမပြီးတဲ့ကောင်မဟုတ်တဲ့အမှားကြီးကိုအညိုမထားဘူးလားပြောလေပြိဿရေသုဘဗုဒ္ဓမြတ်စွာဘုရားကိုကန့်လန့်ပဲတိုက်ပြီးတော့ကာယကံနဲ့လည်းပြစ်မှားဝစီကံနဲ့လည်းပြစ်မှားမနောကံနဲ့လည်းပြစ်မှားနေတိုင်းနေတိုင်းသူ့ရဲ့ကံမှာပြိဿရေဘာကံနေများအကုသိုလ်ကံနေများစောစောပြောသလိုအတိတ်ကကုသိုလ်ကံကောင်းလို့ပဲဒီဘဝမှာရှင်မယင်ဆိုတဲ့အဆင့်တော့ရမနေဘူးလားရှင်မယင်ကြီးဖြစ်နေမှာတော့အတိတ်ကုသိုလ်ကံဘယ်လောက်ကောင်းနေဆိုဟောစရာလိုသေးတယ်အေးရှင်မယင်ကလည်းဖြစ်ပြန်ဖယားကိုပြိဿရေကာယကံကာယကံနဲ့မနှောက်ယှက်သေးပေမဲ့မနောကံနဲ့ဝစီကံကတော့နေတိုင်းနေတိုင်းရှေ့တစ်မျိုး၊ခွေရတစ်မျိုး၊ဤမျိုးစုံနဲ့မပြင်းမဘူးလားပြင်းမနေတော့သူ့မှာအကျိုးသက်ရောက်မှုရှိလားမရှိတော့ဩသူကရှင်မင်းဆိုပြိဿကြီးနောက်ကမူကြီးမတ်ရာတွေကလည်းမြောက်မှာပေါ့အဘမှန်နဲ့ချတာချဟုတ်ပါဘူးရှင်မင်းကြီးမှန်နဲ့ချတာချပြောတာပြောမြောက်ပေးမဲ့လူကမပေါ်ဘူးလားမင်းလိုလိုက်တော့မင်းကြိုက်ပဲဆောင်းတာပဲဒီတော့နောက်ကမြောက်တဲ့လူကလည်းမြောက်တာတစ်မျိုးရှိရလှုပ်တဲ့လူကလည်းလှုပ်တာတစ်မျိုးပြိဿကြီးကံနေစုလာလိုက်တာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုတော်မြတ်နဲ့တန်ဃာတော်အရှင်မြတ်တွေကိုဆွမ်းခံရလမ်းပိတ်ဆို့ပြီးတော့ဆွမ်းမရဖို့သည့်အထိကာယကံနဲ့မပြတ်မအောင်လားဘုံပြောတဲ့ဟောတဲ့တရားပြင်းလားမပြင်းနဲ့နော်ဒီတရားမျိုးကကလေးရောလူကြီးရောနားလည်အောင်ကြော့ကြော့ဟောနေရတယ်ကလေးတွေကိုနားလည်စေခြင်းလို့အဲ့တော့ဘုံပြောချင်တာကကာယကံကိုယ်တိုင်ပြုတဲ့ကံအဆင့်ကိုပါမလာဘူးလားဝစီကံနဲ့မနောကံတော့ကဟုတ်ပြီလို့ထင်အောင်မလီသူ့ငါပြောတော့ဘာဖြစ်လဲမလီအကုသိုလ်ကံဘာဖြစ်လဲဘာမှမဖြစ်ဘူးငါပြောတာဟုတ်နေတာပဲငါပြောနေတာပဲဘဝင်နေမြင့်ပြီးတော့အထင်မကြီးနိုင်ဘူးလားဖယားတယ်မဟုတ်ဘူးတန်ဃာရဲ့ကံအပေါ်မှာတန်ဃာပါပြစ်မှားလာပြီဆိုတော့ဖယားလည်းပါသွားပြီဖယားမှာကိန်းနေတဲ့တရားလည်းပါသွားပြီတန်ဃာလည်းပါသွားပြီဆိုတော့ကံအဆင့်ကပြိဿကြီးအကုသိုလ်ကံတွေမြင့်ပြီးတော့စွာအားတွေတက်မလာဘူးအဲ့ဒါပဲတတိထားပါပြီးတော့စွာအားတွေတက်လာတဲ့အချိန်တန်ဃာနဲ့မြတ်စွာဘုရားကိုဆွမ်းမရအောင်လမ်းပိတ်ဆို့လို့ကံကိုကာယကံမြောက်လွန်ကျူးလိုက်တဲ့အချိန်ဖယားမိတ်ပြီရှင်သာရှင်သမီးတို့ငါရဲ့အိုးကြီးတော်သုဘဗုဒ္ဓပြုခဲ့တဲ့အကုသိုလ်ကံတွေများပြီသူ့ရဲ့စွမ်းအားတွေကတက်လာတော့ဒီကနေ့တော့ကာယကံမြောက်လွန်ကျူးတဲ့အတွက်ရှင်သာတို့ဟောဒီသုဘဗုဒ္ဓငါအိုးကြီးတော်နောက်9ရက်ပြည့်တဲ့နေ့ကြရင်ရေမျိုးလို့တည်လိမ့်မယ်
ဘုရားကိုယ်တိုင်မမေ့ဘူးလားမိတ်နေဒီတော့ပြိဿရေသုဘဗုဒ္ဓကလေးတွေပြောတဲ့စကားနဲ့ဆိုရင်ပြင်းအောင်ပြင်းသေးတယ်ဟုတ်လားဘာဖြစ်လို့လဲသူလုံးလာပြိဿရေအာကုသိုလ်ကိုချိုးချိုးမြိမ့်မြိမ့်ကိုကြိုက်နှစ်သက်စွာနဲ့မလွန်ကျူးခဲ့ဘူးလားဘာဖြစ်လဲဘာမှမဖြစ်ဘူးဘာမှမဖြစ်တော့သူသိပြီးတော့အာကုသိုလ်ကံကိုအထင်ကြီးမနေဘူးလားပြိဿရေသူ့ကိုမဖြစ်သေးတာကအတိတ်ကုသိုလ်ကံကလားပြစ္ဆုတ်ပံအာကုသိုလ်ကံကလားအတိတ်အာကုသိုလ်ကံကအားကောင်းနေတာဟုတ်တယ်ထင်နေတာအတိတ်ကုသိုလ်ကံကပေးနေတာကိုမေ့နေတာဒါတော့ဘုရားလည်းပြောပြီးတော့သုဘဗုဒ္ဓဩ तू ကငါ့ကိုဒီလိုပြောတယ်ဟေးမင်းတို့ဒီစကားအကုန်ကြားနေနော်တမျိုးလုံးကိုမင်းတို့ရှောက်ပြောတာနောက်9ရက်ပြည့်တဲ့နေ့ငါ့ကိုမြေမျိုးသိမဲတဲ့မင်းတို့ဂေါရမကိုနိုင်ခွဲရပြီဘာလဲဆိုရင်ဂေါရမကဘုရားစစ်မဟုတ်ဘူးမုသာစကားကိုပြောတဲ့ဘုရားပဲလို့တို့ကြည်ညာလို့ရပြီကွာစကလုံးတစ်လုံးအပိုင်ရတော့ဝမ်းသာသွားတယ်ဘာဖြစ်သွားလဲတော့သုဘဗုဒ္ဓဤပြိဿဤအာရပါယနဲ့တခါတဲ့ပြန်ဟေ့ဂေါရမတို့9ရက်ပြည့်တဲ့နေ့မူသားစကားနဲ့အနံယူလို့ရပြီဒီတော့မင်းတို့ငါပြောမယ်သူကငါ့ကို9ရက်ပြည့်မြေမြူမယ်လို့ပြောတာကငါမှမြေကြီးနဲ့မထိဒီခြေတော့ဘယ်လိုလုပ်မြေမြူမလဲကွာဒီတော့ငါ့ကိုလေ9ဆင့်ရှိတဲ့နံပြတ်သက်ပေါ်မှာထားအစင်တိုင်းအထက်တိုင်းမှာလည်းအဆောင်နေကြတာငါဆင်းနိုင်ရင်ဘာကိစ္စနဲ့ပဲဆင်းစင်မင်းတို့အဲ့အဆောင်တွေကိုအာကောင်းမုန်းတန်ကြီးရွေးပြီးတော့ခံထားကွာငါ့ကိုအကုန်လုံးမပြီးထမ်းပြီးတော့ပြန်တင်ငါ့ကိုအဆင်မခံနဲ့ပြိဿကြီးအထက်ဘယ်နဲ့ထက်အဆောင်ဘယ်နဲ့ဖွဲ့အထက်တိုင်းမှာလေကားရင်းနေမှာပြိဿကြီးအဆောင်တွေကိုအာကောင်းမုန်းတန်ရွေးပြီးတော့9ဖွဲ့ထားဒီလိုနဲ့နေလာလိုက်တာပြိဿကြီး1ရက်2ရက်မြန်ပြောဆို6ရက်ကုန်ပြီသုဘဗုဒ္ဓလက်ကမောင်းခတ်ပြီးတော့ဝမ်းသာနေပြီမနက်ဖြန်1ရက်ဆိုရင်ဟေးတို့ကြွေးကြော်လို့ရပြီဟေးကောင်းလေးပြင်ထားအကုသိုလ်ချိုးမြိန်စွာနဲ့သုံးဆောင်မနေဘူးလားပြိဿရေ9ရက်ပြည့်တဲ့နေ့လည်းရောက်တယ်သူစည်းတဲ့စီးတော်မြင်းကမြင်းဆောင်ကနေယုံတာအတန်ပေးပြီးယုံအတန်ပေးတဲ့အတန်ကြီးကဘုံ9ဆင့်ပြတ်သက်9ဆင့်မှာနေနေတဲ့သုဘဗုဒ္ဓကြားတော့ပြတ်သက်တက်ကလည်းဟာကောင်းလေးမြင်းအော်နေတဲ့ကျိုးလို့မဲ့ထိမဟာအာမြင်းသမားတွေကလည်းထိမရနောက်ဆုံးမြင်းရပြိဿကြီးသူ့ကျိုးကိုသူတခါလဲဖြတ်ပြီးတော့ထွက်ပြေးတာမြင်းလဲထွက်ပြေးတော့တခါအပေါ်ကနေအတန်ပြန်ဟာဖမ်းကြပါကဘယ်သူဖမ်းမှဘလို့ဖမ်းမှနဲ့ပြိဿကြီးအပေါ်ကနေညွန်ကြားနေပြီမဲ့လို့မြင်းကစိတ်ရိုင်းဝင်ပြီးတော့ပတ်ပြေးနေလိုက်တာပြိဿကြီးဘယ်လုံးမှဖမ်းလို့မရတော့သူစည်းတော်မြင်းပေါ်မှာကတ်သွားတဲ့တဏှာသည်သုဘဗုဒ္ဓငြိမ်နေလို့ရသေးလားအာဒီကောင်တွေငါစည်းတော်မြင်းလွတ်တော်မှာပဲဆိုပြိဿကြီးဘုံ9ဆင်းကနေသုဘဗုဒ္ဓတဆင့်ပြီးတဆင့်ဆင်းလာလိုက်တာသောတော်ကသူအာကိုရကြီးနဲ့ခြားထားတဲ့အဆောင်နေဖေပဲရိုက်နေတာလားအိပ်ပဲပြောနေတာလားမူးပဲမူးနေတာလားမသိဘူးဘယ်အထမ်းမှတားမဲ့ဖမ်းမဲ့လို့မရှိဘူးရှွတ်ဆိုအောက်ဆုံးဓာတ်ရောက်သွားပြီအောက်ဆုံးဓာတ်လေကားကနေပြိဿကြီးမြေပြင်ပေါ်ဆင်းမြင်းကိုဖမ်းမယ်ဆိုတဲ့ချိန်တတိကတ်နိုင်သေးလားအဲ့ဒီမှာပဲပြိဿကြီးလေကားကနေဆင်းလိုက်တာနဲ့လေကားရင်9ရက်ပြည့်တဲ့နေ့ခြေအစုံနဲ့မြေပြင်နဲ့ထိလိုက်တာသုဘဗုဒ္ဓဆက်လျှောက်လို့ရသေးလားအဲ့ဒီမှာပဲတဖြည်းနဲ့အရှင်လက်ဘာဖြစ်သွားလဲမြမြူသွားတယ်ရှင်းပြီလားအတိတ်ကပေးတဲ့ကုသိုလ်ကံကိုဒီဘဝပြစ္ဆုတ်ပံအကုသိုလ်ကံကဘာမှမဖြစ်ဘူးဟုတ်ပြီထင်ရင်းနဲ့ချုံမြိန်စွာလွန်ကျူးလိုက်တာအကြီးစားကာယကံဝစီကံမနောကံကံကြီး3ပါးစုံသွားတဲ့နေ့သုဘဗုဒ္ဓရဲ့ကံကြွေးသည့်နောင်ဘဝရောက်အောင်စောင့်ရလားမစောင့်ရဘူးဒီဘဝမှာပဲပြန်ပြီးတော့မပေးဆက်ရဘူးလားပေးဆက်ရတယ်ဒါကြောင့်ဒုပရိသတ်ကုသိုလ်ရဲ့စွမ်းအားကိုအသာထားအကုသိုလ်ကံရဲ့စွမ်းအားကိုသုဘဗုဒ္ဓနဲ့ပဲပေါ်မသွားဘူးလားဒါကြောင့်ဒုပရိသတ်ကိုဘုန်းကြီးတို့နံပါတ်1ပြောပါမယ်လူကြီးလူငယ်အားလုံးကိုယ်စီဘုရားတရားသံဃာယန္တာမြတ်သုံးပါးနဲ့ကံရဲ့အကျိုးကိုတကယ်ယုံကြည်တဲ့ဗုဒ္ဓဘာသာဖြစ်ရင်ဘုရားတရားသံဃာအနည်းဆုံးမိဘဆရာသမားကာယကံဝစီကံမနောကံတွေမှာတတိထားဖို့မလိုဘူးလားအလဲ့မလာသေးတာကိုအကုသိုလ်ကံကပဲအကျိုးပေးပြီးတော့ဘာမှမဖြစ်ဘူးထင်
ကုသိုလ်ကံကိုအတိတ်ကိုမေ့ပြီးတော့မိုက်သွားရင်ပြိဿရဲ့တကယ်ကံအားကြီးလာရင်နောင်ဘဝဆိုတာရောက်သလားအေးဒီဘဝမှာလည်းအရှင်လက်လက်မြေမျိုးသိရသလိုပြိဿစဉ်းစားကြည့်ဒီကနေ့အချိန်ဒီရောဒေဝဒတ်တို့သုဘဗုဒ္ဓတို့ဘယ်ရောက်နေလဲငရဲမှာပဲဒီတော့ဘဝရဲ့ဆင်းရဲနဲ့တန်တရာဆင်းရဲဒွန်တွဲပြီးတော့မခံရဘူးလားခံရတယ်ဒါကြောင့်အကုသိုလ်ကံရဲ့စွမ်းအားကိုနေ့တိုင်းခေါင်းမထောင်နိုင်အောင်ရအောင်ချိုးပါတဲ့တို့တွေကုသိုလ်ကံပြုနေတယ်လို့ရောင်ရင်းစိတ်နဲ့မနေပါနဲ့မရှင်းဘူးလားဟောဒါကပြစ္ဆုတ်ပံအကုသိုလ်ကံပြုနေပြီမဲ့လို့အတိတ်ကုသိုလ်ကံမေ့အစဉ်ပြေနေတဲ့လူတွေကိုပြိဿရဲ့အကုသိုလ်ကံရဲ့စွမ်းအားကိုပြောတာပြီးရင်ထပ်ပြောအောင်မယ်ဒါဆိုရင်တချို့ကဒီဘဝမှာကုသိုလ်ကံနေပြုနေပေမဲ့အကျိုးမပေးနိုင်တဲ့အခါကျတော့ကိုပြုနေတဲ့ကုသိုလ်ကံပေါ်မှာတခါတလေပေါ့သွားရော့သွားပျော့သွားတာတွေမရှိဘူးလားလုံးတာပဲတို့လည်းဘုရားတရားသံဃာနဲ့လှူကြရှိတာလည်းလှူနေတာပဲဘာမှမဟုတ်တဲ့လူတွေတော့ချင်းဒီကောင်းတာတို့ပဲခံနေရတယ်ဆိုပြီးတော့တခါကံပေါ်မှာမျက်စိလဲပြီးတော့စိတ်ကုံသွားတာဖြစ်ဘူးလားမဖြစ်ဘူးလားအမလီမဖြစ်ကြနဲ့ဒုပရိသတ်စောစောကပြောသလိုပဲဘုန်းကြီးတို့မှာအတိတ်ကမမြင်ရတဲ့အကုသိုလ်ကံနေရှိလားမရှိလားဒါဆိုရင်ဒီဘဝပြုတဲ့ကုသိုလ်ကံတွေကဒုပရိသတ်အကျိုးမပေးတာဒီနံပါတ်1စဉ်းစားမယ်ကိုယ့်ရဲ့ကုသိုလ်ကံစွမ်းအားသည်စွမ်းအားမပြည့်သေးတာရောမဖြစ်နိုင်ဘူးစောစောဘုန်းကြီးပြောတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်နဲ့နေ့စဉ်ကုသိုလ်ကံကိုနေတာနဲ့များတာဖြူတာနဲ့မဲတာပဲကွာမယ်ပြုတော့ပြုမနေဘူးလားသို့တော့စွမ်းအားကောင်းသလားမကောင်းဘူးဥပမာပေါ့မီးလင်းနေတယ်မီးတော့လာနေတာပဲလာရင်မလင်းဘူးလားပြိဿရေမှိန်လေးလင်းတာရှိတယ်တော်လေးလင်းတာရှိတယ်အမ်ပီယာအပြည့်လင်းတာရှိတယ်ဟုတ်တယ်မလားပြီးတော့မှိန်လေးလင်းနေရောမီးလာတယ်လို့ပြောလို့မရဘူးလားဒီတိုင်းပဲကိုကကုသိုလ်ကံတော့ပြုနေတယ်သို့တော့ပြုတဲ့ကံကပြိဿရေနေသေးတယ်စွမ်းအားမပြည့်သေးဘူးဆိုရင်မီးတော့လာတယ်လင်းအားမကောင်းတဲ့မီးနဲ့မတူဘူးလားကံတော့ပြုတယ်ကံစွမ်းအားကကောင်းပြီလားအေးဒါဆိုရင်ပြိဿရေအဲ့ဒီကံစွမ်းအားတွေကိုတော်များများပြန်သုံးသက်သမားယောကြမိယောဖလာကျင့်စဉ်လောင်းနဲ့ရောင်ရင်းနေတဲ့ဗုဒ္ဓဘာသာတွေအများကြီးပဲအဲ့တော့ဘုန်းကြီးတို့ဒီကနေ့အကြံပေးနေတာကမမြင်ရတဲ့အတိတ်ကအကုသိုလ်ကံကကိုယ့်ကိုအကျိုးမပေးတာလည်းဖြစ်နိုင်တယ်ဒီဘဝပြုတဲ့ကုသိုလ်ကံကလည်းကံစွမ်းအားမပြည့်သေးတာမဖြစ်နိုင်ဘူးလားဟုတ်ပြီဒါဆိုရင်မိအားနေတော့ပြိဿရင်မိအားမြင့်ဆက်လေးတွေမဝင်ရဘူးလားဩနံပါတ်ဘယ်နှမျိုးလောက်အထိပါလဲပြိဿရင်မိအားနေတယ်ဟဲ့မိအားနေလိုက်တာတင်မအောင်ဟဲ့ထောင်းတစ်ချက်တင်လိုက်တဲ့ပြိဿရင်လင်းမလင်းဘူးလားပိုလင်းလားမလင်းလားဟဲ့ပိုလင်းလာပြီမရသေးဘူးတင်ဦးထောင်းဟာတင်လိုက်ပြန်ပြီမရသေးဘူးတင်ဦးထောင်းနောက်ဆုံးပြိဿရင်နံပါတ်5လောက်ရောက်မှပဲဘာဖြစ်သွားလဲမိအားပြည့်မသွားဘူးလားအဲ့ကြမှာလိုချင်တဲ့အလင်းမရဘူးလားအေးအဲ့တိုင်းပဲဒုပရိသကနေ့တိုင်းကိုတော့ဘုရားရှိခိုးတယ်သီလယူတယ်မေတ္တာသုတ်တယ်ပဋ္ဌာန်းတွေယူတယ်ငါကုသိုလ်ကံဒီလောက်လုံနေတာပဲလို့ရောင်ရဲမနေနဲ့ပရိသတ်မီးတော်လာတယ်အာမပြည့်တဲ့မီးနဲ့တူမနေဘူးလားအဲ့တော့မီးအားမြင့်ဆက်လို့ပဲဒုပရိသကံစွမ်းအားကိုဘာလို့ဖို့လို့မြင့်လို့တစ်ချက်ချင်းလုံးနဲ့တိတ်5ချက်လောက်တင်လိုက်ပြိဿရေဒါနနဲ့တင်သီလနဲ့တင်ဘာဝနာနဲ့တင်ချလိုက်စမ်းမှာကံမျိုးစုံလင်သွားရင်ဒုပရိသလည်းဒီဘဝမှာရင်ကုသိုလ်ကံရဲ့စွမ်းအားမလာနိုင်ဘူးလားဒါဆိုရင်ဒီဘဝရဲ့ကုသိုလ်ကံကိုလည်းအဲ့ဒီလိုမြင့်မယ်အတိတ်တုန်းကအကုသိုလ်ကံကလည်းမမြင်ရပေမဲ့လို့ရှိနေတယ်ဆိုတာမရှင်းဘူးလားအေးဒါကြောင့်အစင်များမပြင်းကံကိုမျက်စိလဲပြီးတော့တော်ပါပြီလို့ကုသိုလ်ကံကိုလက်မလျှော့မိပါစေနဲ့။အော်ငါတို့အတိတ်ကအကုသိုလ်ကံလည်းအာကြီးနေပုံရတယ်။ဒီဘဝကုသိုလ်ကံစွမ်းအားကလည်းအားနေနေသေးတယ်ထင်တယ်။ပြီးတော့ဒီဘဝကုသိုလ်ကံကိုလည်းမြင့်တဲ့မြင့်အောင်မြင့်မှများတော့ပြိဿရေကိုယ်မှာကုသိုလ်ကံစွမ်းအားတွေတက်မလာဘူးလား။အတိတ်ကအကုသိုလ်ကံကလည်းပြင်းနဲ့
တဖြည်းဖြည်းနဲ့အားနေလို့ကုန်လာပြီဒီဘဝပြစ္ဆုတ်ပံကုသိုလ်ကံကလည်းအားကောင်းလာပြီဆိုတော့ဘဝဒီမထင်မဖဲနဲ့ပြောင်းပြန်လာကြီးပွားတိုးတက်သွားတာကိုယ်တိုင်ရောမကြုံဘူးလားကိုမျိုးကိုရွာကိုဒေသကိုနိုင်ငံမှာလည်းပြိဿဒီလိုလူတွေထုနဲ့ဒီမရှိဘူးလားအေးကံရဲ့စွမ်းအားမှာကုသိုလ်ကံစွမ်းအားကလည်းပြစ္ဆုတ်ပံမှာမြင့်လာတယ်အတိတ်ကအကုသိုလ်ကံကလည်းတဖြည်းဖြည်းကုန်လာပြီဆိုတဲ့အချိန်အကုသိုလ်ကံကုန်မှတော့ပြိဿကြီးဘာကံပြန်လာမယ်ကုသိုလ်ကံပြန်လာမယ်ဒီတော့ကုသိုလ်ကံအတိတ်နဲ့ပြစ္ဆုတ်ပံပေါင်းမိရင်လည်းပဲမထင်မှတ်တော့ဘဝရဲ့ကြီးပွားတိုးတက်အောင်မြင်မှုများသည်မရဘူးလားလက်ခံလားဘုံမာရီညီမတွေနဲ့တိုင်ပင်နေတာငါလို့လူတွေပြင်းပြင်းမပြင်းပြင်းလူတွေကံရဲ့သဘောတရားကိုနားလည်အောင်ဟောခြင်းနေလို့ဒီလောက်ဆိုရင်ပြိဿကြီးတော်တော်လေးရှင်းမသွားဘူးမရှင်းဒီခွေကိုအိမ်မှာပြန်ပြီးတော့ထပ်နာထောင်အမကလေးတွေပြန်ပြောတတ်မှာအဲ့တော့ပြိဿကြီးဘုန်းကြီးတို့ရဲ့ဘဝလေးနဲ့နှိုင်းပြပါမယ်ဘုန်းကြီးတို့2008ခုနှစ်တုန်းကအမေရိကမှာအုံနောက်သူရောပါပြီးတော့သေလောက်အောင်ဖြစ်သွားတာတော်တော်များများမမြင်ရပေမဲ့ကြားလားမကြားဘူးတချို့ဆိုအခွေတွေတောင်မှရောင်းစားလို့အခွေတွေကြည့်ရတယ်ပြောတယ်ကြည်ဘူးလားခေပရိသတ်ကြီးဘုန်းကြီးတို့ဖြစ်လိုက်တာမှသေလောက်အောင်ဖြစ်ဆိုဘယ်လိုမှဆေးကုလို့မရတဲ့နေရာအုံနောက်ကြီးနဲ့အုံနောက်ငယ်နဲ့အတွင်းဘက်မှာသွားဖြစ်တော့ဒီဘက်ကလည်းဓာဝင်လို့မရဒီဘက်ကလည်းဓာဝင်လို့မရဒီကောင်းကြီးလှန်ရင်လည်းလှန်တာပဲကြည့်မယ်ဒီထဲမှာပြိဿကြီးဓာကအထင်းဝင်လို့မရတဲ့နေရာဖြစ်တဲ့အခါကျတော့ဆရာဝန်အကုန်လုံးငုတ်တို့ထိုင်ပြီးတော့ဒီသွေးကဘယ်အချိန်မှတိတ်မလဲစောင့်ကြည့်ရင်းနဲ့ပဲသွေးကတပြေးတပြေးနဲ့ကြီးလာလိုက်တာနောက်ဆုံးနှလုံးကြောကို6နာရီလောက်ရှိရင်ဖုံးပြီးတော့သေတော့မယ်သူတို့တွက်ပြီးတော့နောက်ဆုံးပြိဿကြီးနောက်ဆုံးအချိန်ကိုသတ်မှတ်လိုက်ပြီဘာကိုသတ်မှတ်လိုက်ပြီလဲဘုန်းကြီးတို့နောက်ဆုံးချိန်သတ်မှတ်လိုက်ပြီနောက်ဆုံးအချိန်မသတ်မှတ်ခင်မှာဘုန်းကြီးကဘာသွားတတိယလဲအရေးပေါ်အခန်းထဲကိုကိုယ်ယောဂနဲ့တင်လိုက်ပြီဆိုတဲ့အချိန်ကဘာတွေးလဲဆိုဘုန်းကြီးတို့တက္ကသိုလ်မှာကြောင်းတက်တဲ့အချိန်ဒီကိုတော်လေးလည်းတက္ကသိုလ်ဆင်းမယ်ဘုန်းကြီးတို့ရန်ကုန်တက္ကသိုလ်ပဲသူနဲ့ကိုယ်နဲ့မြင်တော့မှတ်မိမှာပါအဲ့တော့ပြိဿကြီးပြောချင်တာကမင်းကုန်းစော်ဘုရားကြီးကဘုန်းကြီးတို့တွေဒုတိယနှစ်မှာစော်ဘုရားကြီးပြန်လွန်တော်မူတာဘုန်းကြီးရဲ့တက္ကသိုလ်ကြီးကမင်းကုန်းစော်ဘုရားကြီးတည်ထောင်သွားတဲ့တက္ကသိုလ်ကြီးဒီတော့စော်ဘုရားကြီးနေမကောင်းဘူးဆိုတော့မင်းကုန်းမှာဖြစ်နေတဲ့ဒီမှာတက္ကသိုလ်မှာနေတိုင်းစာမသင်ငယ်မှာကဲမင်းကုန်းဆရာတော်ဘုရားကြီးတော့ကျမ်းမာရေးအသေးအံဖြစ်နေတယ်ဗျာတပည့်တော်တို့မေတ္တာပို့ကြရအောင်ဆရာတွေနဲ့သံဃာတွေအကုန်လုံးစာမသင်ငယ်မေတ္တာတွေပို့ကြတချို့လူဆရာကြီးတွေပမောကဥတ္တင်တွေဆိုငိုတာအတန်ဗျာကြီးတွေနဲ့ငိုတာပြန်လို့တော့မမှုသေးဘူးနော်အဲ့တော့ဘုန်းကြီးတို့လည်းတကယ့်ကိုစိုးနှင့်ကြည်ကွဲစွာခံစားရတာပဲအဲ့တော့တည်င်းနေရနေတိုင်းရောက်တာပေါ့စာမသင်ငယ်ရှင်ဘုရားတို့ဆရာတော်ဘုရားကြီးကတော့ပိုက်တွေတတ်ထားရပြီဘုရားမင်းကုန်းမှာရှိတဲ့ပိဋကသုံးပုံပြန်နေတဲ့ကိုတော်တွေကလည်းဆရာဘုရားကြီးကိုကမ္မဝါစာရီနဲ့ဝိုင်းပြီးတော့ဖတ်ကြတယ်ဘုရားမေတ္တာသုတ်တွေနဲ့ရွတ်ကြတယ်ဘုရားကုသိုလ်ကံကိုညှင့်ကြတယ်ဘုရားဆရာတော်ဘုရားရဲ့တပည့်တကာတွေကလည်းဆရာတော်ဘုရားကြီးအတွက်ဒါနတွေပြုကြသီလတွေကိုတခါတဲ့အဋ္ဌံဝင်ဆောက်တည်ကြဘာဝနာတွေပွားကြနဲ့မျိုးစုံဝိုင်းနေတဲ့အရှင်ဘုရားတို့လည်းဝိုင်းကြပါဘုရားဒါလေးကိုအမြဲတမ်းပြောတော့ဘုန်းကြီးသီလအောင်ဖြစ်တဲ့ချိန်မှာအရေးပေါ်ခန်းထဲမှာအဲ့ဒါကိုသွားတတိရတယ်ဟာဆိုတော့ဘုရားကြီးတို့ကလည်းကံကိုဒီလိုမြင့်ခဲ့တယ်ငါသည်သိရမယ့်တက်တန်းမရောက်သေးရင်တော့ဒီကံနဲ့ပြန်မြင့်မှရမယ်ကိုယ်ကံကိုယုံတယ်ပြိဿကြီးအသက်44နှစ်အထိကသူများပေါ်မှာစိတ်မကောင်းစိတ်ကမမွေးသလောက်နီးပါးတခါတကယ်ပုထုဇဉ်တဘာဝဖြစ်တာလောက်ပဲရှိတယ်ဒီတော့ငါပြစ္ဆုတ်ပံတဲ့ကံတော့ယုံတယ်အတိတ်ကအကုသိုလ်ကံတော့ငါ့ကိုလာဆော်နေပြီဒီတော့ငါကံမြင့်မှပဲမင်းကုန်းစော်ဘုရားကြီးတော်ကလှုပ်တယ်လို့ပဲဒီရောက်မြို့မှာရှိတဲ့တခါတဲ့ဟိုတန်ဃာတွေကိုပင့်3ပါးရောက်လာလိုက်5ပါးရောက်လာလိုက်အဖွဲရမတူတဘယ်ဖွဲလာလားအရှင်ဘုရားတို့ကမ္မဝါလေးရွတ်ပြပါအောင်ဘုရားကမ္မဝါတခါလေးယူထားတယ်အရှင်ဘုရားတို့ပဋ္ဌာန်းလေးရွတ်ပြပါအောင်ဘုရားအရှင်ဘုရားတို့ပရင်လေးရွတ်ပြပါအောင်ဘုရားသူတို့ရွတ်တိုင်းလေကိုရပြီးသားတွေဆိုပြိဿကြီးကိုကစိတ်နဲ့လိုက်ပြီးရွတ်နှုတ်ကရွတ်လို့မရတော့နှခမ်းလည်းရွဲ့နေပြီမျက်လုံးကလည်းလန်ပြီးတော့မမြင်မကြားဖြစ်နေပြီအဲ့တော့ပြိဿကြီးစိတ်နဲ့မှန်းရွတ်ရွတ်ပြီးရင်လေကိုရထားတဲ့ဓမ္မပူဇာလေးနဲ့ဆရာတော်တွေကိုလှူဖရာအတွက်လှူတရားအတွက်လှူသံဃာတော်မြတ်ကိုဓာတ်ရိုက်လှူပြောချင်တာကတော့ဒါနနဲ့မြင့်နေသီလနဲ့မြင့်နေတရားကိုသမထဝိပဿနာအမှတ်နဲ့မြင့်နေ
အရေးပေါ်ခံနဲ့ရောက်နေပေမဲ့ကိုတတိယဟေးပြေစုံပံကုသိုလ်ကံနဲ့အတိတ်ကုသိုလ်ကံငါ့ကိုဒီတိုင်းနေမှာမဟုတ်ဘူးလာမှာပါပြီးမှာပါငါတို့အကုသိုလ်ကံကတော့အမြင့်ဆုံးကိုရောက်နေပြီဆိုပြိဿရဲ့ကံကိုပြင့်လိုက်တာကံကောင်းထောက်မှဆိုရင်ပြိဿရဲ့နောက်ဆုံးတည်ဖို့6နာရီအတွင်းသတ်မှတ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာတော့ပြိဿရဲ့ဘုန်းကြီးလည်းမရှိတော့ဘူးလူလည်းမရှိတော့ဘူးဘာပဲရှိကိုတယောက်တည်းပဲအရေးပေါ်ခန်းထဲမှာပြိဿရဲ့စိတ်နဲ့ရုပ်ကိုသမထဝိပဿနာအလှည့်ကျမှန်ပြီးတော့အမြင့်ဆုံးကံမြင့်နည်းနဲ့မြင့်လိုက်တာ2 နာရီသေးပါမယ်လို့ပြောတဲ့ဂျာကနေ3 နာရီလည်းမသိ4 နာရီလည်းမသိ5 နာရီလည်းမသိနောက်ဆုံး4 နာရီကျော်တဲ့အချိန်မှာဒီခန္ဓာကိုယ်ကြီးစက်ထဲပြန်ထက်ဒီကောင်းကိုရိုက်ကြည့်လိုက်တဲ့အချိန်မှာဘယ်လိုမှမတိတ်တဲ့သွေးသည်ဘယ်ချိန်ကတိတ်သွားမှမသိတိတ်သွားသလိုနှလုံးကြောသားကိုကတ်နေတဲ့သွေးခဲသည်ချက်ချင်းပြန်ပျော်ကျသွားလိုက်တာ 0.3 လောက်ပျော်ကျသွားတော့ဆရာဝန်ကြီးကအံ့ဩစွာနဲ့ဘုန်းကြီးကိုမေးတယ်မင်းဘာတွေလှုပ်လိုက်တာလဲငါဘာမှမလုပ်ဘူးငါဝိပဿနာမှတ်တဲ့အခါမှတ်တယ်သမထမှတ်တဲ့အခါမှတ်တယ်ကဲပြိဿကြီးဘာနဲ့ဘာမှတ်ငါအဲ့ဒါပဲလှုပ်တယ်လို့ပြောလဲပြောသူကအေးတဲ့မင်းကငါတို့ဘာမှလှုပ်ပြီးလို့မရဘူးကွာတဲ့မင်းအလုတ်ကမင်းကိုပြန်ဆောင်လျှောက်တာဖြစ်မင်းဗုဒ္ဓဘာသာမဟုတ်တဲ့ဆရာဝန်ကြီးတော်လက်ခံသွားတယ်ပြီးတော့ဘုန်းကြီးတို့ကသဘောပေါက်တယ်အဲ့ဒီမှာပြောချင်တာတော့9 ရက်လောက်ဆက်တိုက်တရားမှတ်လိုက်တာနောက်တဲ့ပြိဿရဲ့ 0.5 လောက်ကြာလဲကြာသွားသွေးကလေးပျော်သွားရောအဲ့ဒီကြမှာလက်ကျင့်ခန်းနေပြန်ပြီးတော့လှုပ်လိုက်တာဒီကနေ့ဘုန်းကြီးတို့မပြောရင်ဖြစ်ထားတာသိတော်သိပါမလားအမလေးမေဇိမကိုရင်တို့ပြိဿရဲ့အမေမွေးတော့လည်းခန်းခန်းချောချောအခုလည်းလေးအမောပြေတာအဲ့တော့ဘုန်းကြီးကပြောတယ်အမလီဒကမတွေပြင်းအောင်ပြင်းတယ်တချို့ရန်ကုန်မှာပြောတယ်ဟာတဲ့မျက်ရည်မပါလို့တဲ့မျက်ရည်ကိုဆိုင်မှာသွားပြီးတော့ဖော်ရတာတဲ့တချို့ကကိုရီးယားသွားပြီးအလှပြင်တာတဲ့သနာတယ်လို့မေဇိမကိုရင်တို့အမေမွေးတဲ့ original မျက်ရည်ကတခုအဲ့တော့ကမျက်လုံးရင်းပိတ်မရလို့အဲ့မျက်ရည်ကြားထဲမှာရွှေချောင်းလေးထည့်ပြီးတော့ပြိဿကြီးလေးအောင်လုပ်ပြီးတော့မျက်လုံးကိုပိတ်အောင်လုပ်ခဲ့ရတာအဲ့တော့အဲ့ဒီရွှေချောင်းထုတ်လိုက်တော့မျက်ရည်ကနောက်တရလို့ဖြစ်တော့အမလီခမရတို့တဲ့သားတယ်2 ရက်ဟုတ်လားအဲ့တော့ပြောချင်တာဘုန်းကြီးကဘာလုပ်လိုက်လဲဆိုရင်အာကုသိုလ်ကံရဲ့နောက်ဆုံးအားကောင်းကောင်းနဲ့လာတဲ့အချိန်ကြီးရေဘုံထဲကရေကိုတွန်ရင်းနဲ့နောက်ဆုံးကုန်ကန်ကြီးဝုန်းကနေလောင်းလိုက်သလိုပဲအကုန်လုံးဆင်းမလာဘူးလားဒီတိုင်းပဲဒီလိုဒုပရိသတ်ကိုဘုန်းကြီးတို့အားပေးနေတာဘဝမှာကျမ်းမာရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်အာကုသိုလ်ကအလှည့်လာလို့အားကြီးပြီးတော့ခံရပြီဆိုရင်စိတ်ဓာတ်မကြပါနဲ့အဲ့ဒီအချိန်ကြီးကုသိုလ်ကံကိုဆက်လက်လို့မလုပ်ရဘူးမြင်ရမှာဒီတော့ပြိဿကြီးအတိတ်ကအကုသိုလ်ကံကလည်းအကုန်လုံးသွန်သလိုကုန်သွားတဲ့အချိန်ပြစ္ဆုတ်ပံကုသိုလ်ကံကလည်းခေါင်းထောင်ထားလိုက်တာပြိဿကြီးသိမဲ့ကိုတော့မသိဘဲနဲ့ပြန်ရှင်ုံနေမဟုတ်ပဲဒီကနေ့ကိုယ့်အတွက်သန္တရာခကြီးနဲ့ဒီဘဝအတွက်ရောအလုံးလောကသားတွေယဟန်ရှင်လူတွေအတွက်ရောဘုန်းကြီးတို့ကံတွေအများကြီးပြန်ပြုလို့မရဘူးလားဒီဒါကြောင့်အလုံးတို့ဓမ္မဆွေတော်မျိုးတော်ဒီကုသိုလ်ကံရဲ့စွမ်းအားကိုလက်ခံဖို့ကတော့ဟောဒီကိုယ်တော်ကိုယ်တိုင်သက်သေပြလို့မရဘူးလားဒီဒါကြောင့်ဘုန်းကြီးတို့ကိုယ်တိုင်အကုသိုလ်ကိုကုသိုလ်လုပ်နေပြီမဲ့ခံရတဲ့အကုသိုလ်ဒဏ်ချက်ကိုနောက်ဆုံးလက်နဲ့ကြီးနဲ့ထုသလိုပဲပြစ္ဆုတ်ပံကုသိုလ်ကံကိုမြင့်တဲ့မြင့်အောင်အားကုန်စောစောကပြောလို့နံပါတ်5လောက်ထိတခါတည်းမြင့်ထင်းလိုက်တာအတိတ်အကုသိုလ်ကံကိုလည်းတားနိုင်ခဲ့တယ်လို့ပြစ္ဆုတ်ပံကုသိုလ်ကံသည်အာကောင်းမောင်းတန်စွာနဲ့အတိတ်ကုသိုလ်ကံနဲ့ပေါင်းလိုက်တာဒီကနေ့ဘုန်းကြီးတို့ကြိုက်တဲ့အချိန်သေရဲ့ပြီဘာဖြစ်လို့လဲကိုယ်ကံတွေလည်းအများကြီးမြင့်တာတယ်ကိုယ့်ရဲ့ရှိတဲ့ကံစွမ်းဉာဏ်စွမ်းနဲ့လည်းပဲလောကလူသားတွေကိုလည်းစောင့်ရှောက်နေတယ်သာသနာမှာမျိုးဆက်တဲ့သံဃာတွေကိုလည်းမွေးထုတ်ပြီးတော့ကြိုးစားနေတယ်လူတွေအတွက်လည်းပฏิပတ်တိအကျင့်တွေကိုတကယ်ကိုစေတနာမှန်နဲ့ဘုန်းကြီးတို့ပြုနေတာဒီနာမည်ကြီးဖို့မဟုတ်ဘူးချီးမွမ်းခံရဖို့မဟုတ်ဘူးကိုယ့်ရဲ့ကံစွမ်းအားကိုကိုယ်တိုင်မြင့်ခဲ့တဲ့ယုံကြည်မှုသည်ယုံတဲ့ယုံလို့စွမ်းအားကိုခိုင်တဲ့ခိုင်အောင်ကြိုးစားနေပါလေဟုတ်ပြီလားအဲကြောင့်အာလုံးတို့ဓမ္မဆွေတော်မျိုးတော်တွေဒါဆိုရင်အတိတ်ကံရဲ့စွမ်းအားနဲ့ပြစ္ဆုတ်ပံနဲ့ပေါင်းခြင်းရဲ့အကျိုးကိုသိပြီလားဒါဆိုရင်ဒီကနေ့ကံစွမ်းအားဆိုတာသဘောပေါက်ပြီလား
ဒါဆိုရင်နောက်တစ်ခုအရေးကြီးတာမှတ်သွားမယ်ပြိဿရေမမြင်ရတဲ့အတိတ်ကကုသိုလ်ကံကိုလည်းဘယ်ချိန်လာမှလဲဆိုပြီးတော့မျှော်မနေပါနဲ့မမြင်ရတဲ့အတိတ်ကအကုသိုလ်ကံကိုလည်းဘယ်တော့လာမှလဲဆိုကြောက်မနေပါနဲ့သိကြတာတခုကတော့ဖယားစစ်တရားစစ်သံဃာစစ်နဲ့တွေ့ပါလျက်ကဲနဲ့ကိုယ့်ရဲ့ကုသိုလ်ကံစွာကိုနေတိုင်းမမြင့်ထားရင်ဘယ်သူညံ့လို့လဲကိုညံ့လို့ဒါကြောင့်အတိတ်ကကုသိုလ်ကံနဲ့အကုသိုလ်ကံကိုမမြင်တာကိုစောင့်နေမယ်စားတေးကြတဲ့ပြစ္ဆုတ်ပံဘဝမှာပြစ္ဆုတ်ပံကုသိုလ်ကံကိုကောင်းတဲ့ကောင်းဖြူတဲ့ဖြူအောင်ကျင့်နေရင်တို့အတွက်စွမ်းအားကောင်းတွေစုရမရောက်ဘူးလားအဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားများသည်အတိတ်အကုသိုလ်ကံကုံရည်တော်၎င်းကုသိုလ်ကံစွမ်းအားအလွန်ကောင်းသွားရတော်၎င်းဒီဘဝမှာပဲဘဝရဲ့အပြောင်းအလဲများမှာချမ်းသာများနဲ့ကြုံရသလိုတည်ကြတာကတော့တည်ခြင်းတဲ့အချိန်တည်နောက်ဘဝချမ်းသာမလားဆင်းရဲမလားချမ်းသာမင်းဒါကြောင့်ကုသိုလ်ကံကိုလည်းအဲ့ဒီလိုလက်ခံ၍အကုသိုလ်ကံကိုလည်းပဲချိုးနှိမ်ထားဖို့လိုပါတယ်ဒီနေရာမှာဘုန်းကြီးတို့ရဲ့ကုသိုလ်ကံမြင့်ခဲ့ပုံလည်းပြောပြီးပြီအကုသိုလ်ကံရဲ့စွမ်းအားကိုအထင်သေးပြီးတော့အတိတ်ကုသိုလ်ကံကိုမေ့နေတဲ့သုဘဗုဒ္ဓရဲ့အကြောင်းလည်းပြောပြီးပြီတဏှာကြီးတော့ခွဲတော့မယ်တရားတော့တဏှာကြီးခွဲမပြည့်သေးဘူးပြိဿကြီးသီလပေးချိန်နဲ့10မိနစ်လောက်ခေါင်းရင်ရသေးတယ်နားမလားပြစ္ဆုတ်ပံဘဝမှာပြိဿကြီးကုသိုလ်ကံနဲ့အကုသိုလ်ကံမှာလေကိုပြုတဲ့အကုသိုလ်ကံသည်စောစောပြောတဲ့ဖယားတရားသံဃာမိဘဆရာသမားသီလသမာဓိပညာအတ္တသိက္ခာကြီးတဲ့ရဟန်းလူပုဂ္ဂိုလ်တွေကိုပြစ်မှားတာများလာရင်လည်းပြိဿကြီးဘဝမကူဘဲနဲ့အကုသိုလ်ကံကအလှည့်ပြန်ခံရတတ်တယ်ဒါလေးကိုဘုန်းကြီးကပြောမယ်ဆိုတာလေဗုဒ္ဓရှင်တော်မြတ်ရဲ့ဝိနည်းသုတ်တံဗိဓမာလာတဲ့ဇက်အိမ်လည်းမဟုတ်ပါဘူးဘုန်းကြီးတို့ငယ်စဉ်အသက်16နှစ်သားအရွယ်တုန်းကမန္တလေးမြို့မှာကြုံခဲ့ရတဲ့အဖြစ်လေးတစ်ခုတကယ်အဖြစ်ပြန်နော်ကျောင်းသားကြီးတစ်ကျောင်းတိုင်းမှာပြိဿကြီးသီလသမာဓိပညာဆိုရင်ဘလောက်တော်လဲဆိုရင်ဒီဆရာတော်ရတဲ့ဘွဲ့ဒီမြန်မာနိုင်ငံမှာအဲ့ဒီဘွဲ့ရတဲ့ပုံကိုယ်တွေကိုရေတွက်မယ်ဆိုရင်ဒီကနေ့အထိ1000မပြည့်သေးပါဘူးအရေတွက်အလွန်နည်းတဲ့ထဲမှာပါတဲ့ဆရာတော်အဲ့ဒီဆရာတော်ဘုရားတစ်ပါးကိုပြိဿကြီးတပည့်လူမဟုတ်ဘူးယဟန်မိုက်တစ်ပါးကဓာတ်နဲ့ခုတ်တက်လို့တည်ခဲ့ဘူးတဲ့တကယ်အဖြစ်ပြအကြောင်းလေးဒါဘုန်းကြီးကဘာကြောင့်ပြောတာလဲဘုန်းကြီးတွေအကြောင်းကိုပြောခြင်းလို့မဟုတ်ဘူးပြိဿကြီးအာဟုတောကံရဲ့စွမ်းအားကိုဒုပြိဿတတိထားစေခြင်းလို့အဲ့တော့ကျောင်းထဲကြီးမှာတကားတယ်သာသနာရေးဌာနအရာရှိတွေနဲ့ဆရာတော်ဘုရားကြီးတွေရောကျောင်းထဲကတန်ခါတွေရောဒီလိုစုဝေးရကျောင်းကြီးမှာထိုင်ပြီးတော့အစည်းအဝေးလုပ်နေတဲ့အချိန်အဲ့ဒီမှာဆရာတော်တွေကပြောလိုက်သာသနာရေးအရာရှိတွေကပြောတဲ့အချိန်မှာကိုတော်တစ်ပါးဝင်ပြီးတော့ပြောတယ်ဝင်ပြောတော့ပြိဿသူနေတာလဲစာချဆရာတော်တွေအတန်းမှမဟုတ်တော့ဟိုအရာရှိကလည်းစာချဘုန်းကြီးမဟုတ်တော့နည်းနည်းလေးတော့ပြိဿရဲ့နားကြပြင်းကတ်မှာပေါ့သူကခဏဝင်ထောင်းနေတော့အရှင်ဘုရားဘယ်ကျောင်းတိုက်ကလဲဘုရားအရာရှိကမေးတော့အဲ့ဒီကိုတော်ကပြိဿရဲ့ဒေါသကြီးပြီးတော့လေအရာရှိရဲ့ဒီအင်ကြီးလဲစီကိုဆွဲပြီးတော့မင်းကငါ့ကိုမသိအောင်မင်းကဘာကောင်မို့လို့လင်းပေါ့ကျုံသွားတော့အဲ့ဒီဘေးနားမှာလဲတိုက်ကစာချဆရာတော်ခုနကဆရာကျောင်းဆရာတော်ရှိတော့ဟာကိုတော်ဘလို့ဖြစ်နေတာဒီမှာဆရာတော်တွေအစည်းအဝေးကိုတော်အေးစေးနေသမ်းမှာငြိမ်နေသမ်းမှာဒီလိုပြောမှာပေါ့ပြိဿပြောတော့ပြိဿအဲ့ဒီကိုတော်ကမကျင်တတ်ဘူးမကျင်တတ်တော့လေသူကစူပွားပြောနေဆရာကဲကိုတော်အောက်ခဏဆင်းနေလိုက်ပါပေါ့ပြောလိုက်တော့သူဆင်းသွားတယ်သောတော်ပြိဿရဲ့သူ့ဒေါသကသူမပြေတော့အခါကျတော့တက်လာပြန်ရောတက်ပြီးတော့ဘုန်းကြီးတော့မပြောဟိုတကောင်အေးမင်းဆင်းလာခဲ့မင်းပြီးငါနဲ့တွေ့မင်းပြီးငါနဲ့တွေ့မယ်ပြိဿသူကကျုံးသွားနေတော့မန္တလေးမှာလဲဘုန်းကြီးနဲ့တကားအဲ့လိုဖြစ်ပြီဆိုတကားချစ်ချမ်းအောင်ကြောက်နေရပြီဟိုတကားတုံလို့တာပေါ့ဟာအရှင်မြတ်တို့လုံးကြပါအောင်ပေါ့သူကပြန်ဆင်းသွားပြန်ရောအစည်းဝေးကသူလှုပ်တာနဲ့တကားရက်သွားပြန်ရောသူကလည်းဘာလို့ပြိဿဒေါကနဲ့သူ့လူမသိရကောင်းလားပေါ့သူကအဲ့ဒီတန်ခါအများကြီးရှိတဲ့ကြောင်းတဲ့ကြီးမှာသူကနာမည်ကြီးတာတော့ပြိဿကြီးစာတော်လို့အကျင့်ကောင်းလို့မဟုတ်ဘူးသူကအရိုက်ကောင်းလို့ဒီကနေ့ဆိုသူကရိုက်လိုက်ပြီဘလောက်ထိရိုက်လဲဆိုရင်ကျောင်းဘေးမှာလမ်းမကြီးတွေရှိတယ်အဲ့မှာကျောင်းဘေးကနေအလူခံတို့ဘာတို့ညာတို့ဖြတ်သွားရင်သူကထွက်ပြီးပြောတယ်အေးမင်းတို့နောက်ကိုဒီလမ်းသွားရင်
12 နာရီနဲ့တနာရီကြာဘုန်းကြီးနေကြီးနေချင်းမလုံးနဲ့နော်မဖွင့်နဲ့ဖွင့်ရင်မင်းတို့မလွယ်ဘူးတခါပဲပြောတယ်နောက်တခါလာလို့အဖွင့်ပြီဆိုရင်ပြိဿရဲ့စက်ကောတူကိုကြည်ပြီသူအလောက်လက်တံပြောင်းတယ်လက်တံပြောင်းတော့သူ့ကိုတကြောင်တိုင်လုံးကနာမည်ပြောင်းလေးပြီးထားတာရှိတယ်ဒါဘုန်းကြီးမပြောတော့ပါဘူးအဲ့တော့အဲ့လိုဆိုသူ့တကြောင်တိုင်လုံးကသိတယ်သိတာအကောင်းနဲ့ကြော်တာတော့မဟုတ်ဘူးနာမည်ဆိုးနဲ့ကြော်တဲ့ကိုတော်အဲ့တော့သူအဲ့လိုပြောပြန်သွားပြန်အရာရှိကလည်းဗာဆက်လို့ရမယ်တော်တော်ကြာသူကပြည့်တက်လာပြန်ပြီပြောပြန်ပြီဆိုတော့3ခါလောက်ကျတော့ဟိုအရာကြီးဟာအရှင်မြတ်တို့မဖြစ်တော့ဘူးတပည့်တော်ကြောက်တယ်ဗောဆိုပြီးတော့တန်ခါကြားတဲ့ဟိုလူကဝင်သွားတဲ့အခါအစည်းအဝေးကပြက်ရောအစည်းအဝေးပြက်တော့ကျောင်းတိုက်ကစာကြဆရာတော်တွေလည်းစိတ်တူပါဒီကောင်ဗောဆရာတော်တွေရဲ့ဂုဏ်သိက္ခာလည်းမငယ်ဘူးကျောင်းတဲ့ဂုဏ်သိက္ခာလည်းမငယ်ဘူးဗောအရာရှိတွေနဲ့ဒီလိုဖြစ်တယ်အဘေးကကိုတော်တွေကလည်းဒီကောင်ကိုဘာညာဗောသို့တော့တပါးမှပြန်မပြောရင်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူကလူပိုင်တယ်သူကလက်တံပြောင်းတဲ့လူမိုက်ကိုတော်ကိုအဲ့ဒါနဲ့ပြိဿရဲ့အစည်းအဝေးလည်းပြတ်သွားရောကျောင်းတိုက်ကဆရာတော်တွေကဆုံးဖြတ်တယ်ခဲဒီကိုတော်တော့ကျောင်းတိုက်ထားလို့မဖြစ်တော့ဘူးဒီတိုင်းဆိုရင်တော့နာမည်ပြတ်လိမ့်မယ်အဲ့တော့ဆရာတော်ကြီးတွေပြောအေးဒီကိုတော်နေတဲ့ဆရာတော်ကြီးကလည်းကျောင်းတိုက်ကကြီးညိုတဲ့ဆရာတော်ကြီးဖြစ်နေတယ်သူကျောင်းမှာနေတာပြီးတော့ဆရာတော်ကြီးခရီးသွားနေတယ်ဆရာတော်ကြီးပြန်လာမှပဲသူ့ကိစ္စကိုဆုံးဖြတ်လိမ့်မယ်ဆရာတော်ကြီးပြန်လာတော့ဝိုင်းလျှောက်ဆရာတော်ကြီးကလည်းတမကြကြမယ်ကဲအရှင်ဘုရားကျောင်းတိုက်ကလည်းတကြောင်လုံးစိတ်ပြတ်နေပြီတိုက်စည်းကမ်းလည်းလွန်ကျူးပြီကဲဒီတော့အရှင်ဘုရားကျောင်းတိုက်ကထွက်တော့ဆိုသူ့ကိုမောင်းချလိုက်တယ်သူကစတင်သားပဲအဲ့တော့မောင်းချလိုက်တော့ပြိဿရေသူကဘယ်သူသွားညိုးလဲဆိုတော့ကိုလည်းကစားချဘုန်းကြီးကိုလည်းသူပြောတော့ကဝင်ပြောရမလားဆိုပြီးတော့မကြည်မနှက်နဲ့အညိုးထားတယ်အရာရှိကိုလည်းအညိုးထားတယ်အညိုးထားတော့ပြိဿရေသူကအမြင်နဲ့ကျောင်းတိုက်ကထွက်သွားတယ်ဓာသွေးနေမှာပေါ့လူမိုက်ပဲအဲ့တော့ဆရာတော်ကလည်းပြိဿရေအဲ့ဒီမှာယထာတန်လန်းလေးတိုင်းအမြင်နဲ့ရှောက်ပြီးတော့ဆွမ်းငံကြွတယ်အဲ့တန်လန်းလေးတိုင်းရှောက်ပြီးတော့သူကြွတဲ့ရက်ကိုကြွတယ်ပြီးရင်ဒီလန်းလေးတိုင်းပဲပြန်လာတယ်အဲ့တန်လန်းပြီးမှလည်းကြောင်းတိုက်တွေရှိတော့သူကအဲ့ဒီဆရာတော်သွားရလန်းလာရလန်းကနေစောင့်နေတော့ပြိဿရေတရက်ကြတော့ဆရာတော်ကလည်းဆွမ်းငံကြွလာတယ်တပိတ်လေးပိုက်ပြန်လာတယ်ဆရာတော်တပည့်တစ်ပါးကလည်းပဲစာအုပ်လေးကင်ပြီးတခြားကျောင်းလေးကပြောဆရာတပည့်စကားလေးပြောလာရင်လည်းပြိဿရေကျောင်းတိုက်ကြီးကျောင်းတိုက်နာရောက်တော့ဆရာတော်ကကဲအရှင်ဘုရားကြီးရှင်နာမှာဟိုဘက်နားမှာစောင့်လိုက်တော့တပည့်တော်ဟိုပင်မလာပြီးဒီထဲမှာကျင်ငယ်လေးဝင်စွန့်အောင်မယ်ဆရာတော်ကျောင်းတိုက်တဲ့ဝင်သွားကျင်ငယ်လေးစွန့်ဘာသာကျောင်းကပြိဿရေအဲ့ဒီထဲမှာချောင်းနေတာကိုချောင်းနေတော့ဆရာတော်ကသူ့ကိုငါလာပြီလို့ပြလိုက်တာနဲ့အတူတူလို့ဖြစ်သွားတာပေါ့ဆရာတော်လည်းကျင်ငယ်စွန့်ပြီးတော့တာယာလန်းလေးပြန်စောစောပြောတဲ့တန်လန်းလေးအတိုင်းဆရာတော်တပါးတည်းရှောက်ခုနကဆရာတော်နဲ့အတူလျှောက်လာတယ်ကတော့တန်လမ်းရဲ့ဟိုဘက်ဒီဘက်ဆိုဟိုဘက်မှာလမ်းရဲ့ဟိုဘက်မှာသွားပြီးတော့တပါးတည်းရောက်နေတဲ့အချိန်ပြိဿရေခုနကကိုတော်ကလိုက်လာပြီးတော့ရှေ့မှာတန်လန်းအတိုင်းမှန်ရှောက်နေတဲ့ဆရာတော်ကိုလေနောက်ကနေငှက်ကြီးတောင်တာနဲ့ခုတ်တာဆရာတော်လည်းပြိဿရေနောက်ကခုတ်မှတော့ကြောက်နဲ့ရှေ့ပြေးမှာပေါ့ပြင်းနဲ့ပြိဿရေဆရာတော်လက်ချောင်းလေးကအခုတ်ခံနဲ့ပြတ်သွားတယ်လို့ပြောတယ်ဒါဘုန်းကြီးတို့မျက်စိနဲ့တော့မမြင်ရဘူးနောက်ကြမှရှင်းသွားလိမ့်မယ်လက်ချောင်းလေးပြတ်သွားရဆိုဆရာတော်ကရှေ့လဲရောက်ရတန်လန်းဆိုတော့အောက်ကဇလီဘာတုံးနေတယ်ဆိုခလုတ်တိုက်လဲမှာပေါ့လဲနောက်လဲပြန်ကြည့်ရောသူ့မှန်းလဲသိရောဟာမင်းကွာရက်ဆက်လိုက်တာကဲငါတောင်းမှန်ပါတယ်ကွာဒီလောက်ဆိုရင်ဂျင်းနဲ့ပါတော့ဆိုဆရာတော်ကသူ့ဘက်လှည့်ပြီးတော့လက်အုပ်ချီတောင်းမှန်တဲ့အချိန်ဘာသာကျော်ကပြိဿရေပိုးတော်ခွင်တဲ့သွားတယ်အဲ့ဒီမှာဆရာတော်တစ်ချက်တည်းဇက်ဘိုးကိုခုတ်ချလိုက်တယ်ကျတဲ့ဇက်ဘိုးခုတ်ချဆရာတော်လည်းခွေကြသွားရောခုနကအတူပါလာတဲ့ကိုတော့ဟိုဘက်ကလမ်းကနေကြည့်ပြီးတော့လန့်ပြန်ဟာငါပါလိုက်ခုတ်တော့မယ်တင်သူကလည်းကြောင်းတိုက်တယ်ဝင်ပြီးတော့ထွက်ပြေးဟာအရှင်ဘုရားတို့လုပ်ပါအောင်ဆရာတော်မှဓာကုတ်ခံလို့ဆိုတော့ကြောင်းတိုက်တဲ့ကိုတော်တွေလည်းထွက်ပြေးဝိုင်းထွက်ပြေးလိုက်လာကြည့်လဲကြည့်ရောဟိုကိုတော်ပြိဿသူခုတ်တဲ့ဓာကန်ပြီးတော့သူကဆိုရဲစခန်းနဲ့သွားပြီဒီမှာဆရာတော်ကအတန်လန်းပေါ်မှာခွေလေးကြာနေတော့ကြံတဲ့ကိုတော်တွေလည်းဒီဆရာတော်အကုန်သိတယ်ဘာဖြစ်လို့ဒီဆရာတော်ကြီးမှာစာလိုက်နေတဲ့တန်ဃာတွေကအဲ့ဒီအနီးတစ်ဝိုက်ကအများကြီးပဲအကျင့်ရောစာပေရောသိက္ခာရောအလွန်မြင့်မြတ်တဲ့ဆရာတော်တစ်ပါးဒီတော့ပြိဿရေအဲ့ဒီဘုန်းကြီးကိုခွေလေးကိုပွေတော့အသက်ရှိသေးတယ်ဟာအရှင်ဘုရားကိုဘယ်သူခုတ်တာလဲပြောအရှင်ဘုရားကိုဘယ်သူခုတ်တာလဲပြောဆိုပြိဿရေနော်ဘလောက်အတူယူဖို့ကောင်းလဲကိုကိုဓာတ်နဲ့သေအောင်ခုတ်တတ်တာတော့ငါ့ကိုဘယ်သူခုတ်တယ်လို့နှုတ်ကမပြောရုံနဲ့မဟုတ်ပြိဿရေဘာမှမပြောတော့ဘဲနဲ့မေတ္တာတုတ်ကိုဆရာတော်ကလေးတန်လေးနဲ့ရွတ်နေတယ်။ဘာလုပ်နေလဲ
ကိုဓာတ်နဲ့ခုတ်တဲ့ရဲ့ရန်သူကိုပြိတ္တရဲ့ဒေါသဝင်ပါဆိုလို့ဆရာတော်ဘာနဲ့တည်သွားလဲမေတ္တာတို့ယွင်မေတ္တာနဲ့ဒီတိုင်းလေးနေတဲ့အခါဆရာတော်မပြောမှန်းသေးကဲကားရှာပါဆရာတော်ကိုစီအောင်ပို့မယ်ဆိုပြိတ္တကားပေါ်လဲတင်ပြီးရောမကြပါဘူးဆရာတော်ဘုရားအဲ့ဒီမှာပဲလွန်တော်မူသွားပါလေကြည်ခုတ်တဲ့လူနဲ့တည်တဲ့လူတာမန်လူတွေလားယဟန်နေလားအခုခံရတာကသီလသမာဓိပညာသိက္ခာ3ရပ်တကယ်ပြည့်ဝတဲ့ဆရာတော်တစ်ပါးခုတ်တာကလည်းပဲ129သွဲသိက္ခာဘုံတော်ဆင်မြန်းထားတယ်တာမန်စာသင်သားယဟန်တစ်ပါးဘလောက်တောင်ပတ်သက်လဲဆိုရင်တနေသေးသားနေဆရာတော်ရဲ့တပည့်တစ်ပါးပြောချင်တာတော့ပြိဿရင်တတိတွေများလွတ်ကင်းသွားရင်တာမန်ပုထုဇဉ်လူသားမပြောနဲ့129သွဲသိက္ခာဘုံဆင်မြန်းထားတဲ့ယဟန်တွေတောင်ဒေါသတွေအာကြီးလို့တတိတွေလွတ်ကင်းသွားရင်မပြုတ်တင်တာတွေမပြုတ်ဘူးလားပြုတ်သွားတော့ပြိဿရင်အကုသိုလ်ကံတွေဖြစ်သွားလားကုသိုလ်ကံတွေဖြစ်သွားလားတတိထားဖို့အလွန်မရေးမကြည့်ဘူးလားအရေးကြီးတယ်ဒီတော့ပြီးကြပြီပေါ့ပြိဿရင်ဒီအမှုနဲ့ပဲအဲ့ဒီကိုတော့ရဲစခန်းမှာကိုယ်တိုင်ဖြောင်းချက်ပြီးအဖမ်းခံလိုက်တာသူသည် 1220 ရပါတယ်ထောင်မလား1220မှာပြိဿရင်ကြုံလိုက်ရတဲ့ဖြစ်ရည်ရဲဘက်လေးရောက်တယ်ကြောက်ထုစကန်ရောက်အကုန်ရောက်ငှက်ဖျားလေးဖြစ်ဖူးပေါ့နောက်ဆုံးထောင်ကလွတ်လာတော့ပြိဿရင်အံ့ဩစရာကောင်းတာတချို့လူမိုက်တယ်ဒီသင်္ကန်းကိုပြီးတော့ဒီသင်္ကန်းကိုထိမ့်သိမ့်နေတဲ့သီလသမာဓိပညာသိက္ခာရှင်ကိုတတ်ထားတာတောင်လေထောင်အားထွက်လာတော့ तू ကရွာပြန်ပြီးတော့ဘာလုပ်လဲဆိုရင်သင်္ကန်းပြန်ဝတ်ချင်တယ်ဘာလုပ်ချင်လဲဖြစ်ကျင်တော့ရွာမှာအကြောင်းထိုင်နေတာလေပြိဿကြီးသူနဲ့တတ်တူရွယ်တူသူ့တငယ်ချင်းခုနကဆရာတော်ရဲ့တပည့်အတူတူတွေပဲပြီးတော့ဟိုကိုတော့ဆရာတော်အတွက်လည်းခံစားချက်ကပြင်းသို့တော်ပြိဿကြီးလူမိုက်ဆိုတော့ထောင်းအောင်ထွက်လာပြီဆိုတော့ तू ကလည်းကြောက်မှာပေါ့ကဲမင်းအဲ့လိုတော့မလုံးနဲ့မင်းကဆရာတော်တက်ဖို့တာတော့ယဟန်တော့ဝတ်လို့မရဘူးကိုရင်ကြီးပဲဝတ်ကွာကြေးရွာလူတွေကလည်းပြိဿကြီးမတားရတော့ဝတ်ပေါ့အဲ့တော့အဲ့ကြောင့်မှကိုရင်ကြီးဝတ်တယ်အဲ့ဒီအချိန်ကြီးလူကောင်းတော့တခါငှက်ဖျားတက်တယ်တဲ့ငှက်ဖျားတက်ရင်တော့ပြိဿကြီးတတိတွေပါလေလစ်တဲ့အထိတက်တယ်နေရင်နဲ့ပြိဿကြီးတစ်နှစ်တောင်မပြည့်တဲ့အချိန်မှာအဲ့ဒီကိုရင်ကြီးဘာပြောင်းလဲလာလဲဆိုအသားရည်တွေကပြိဿကြီးပွားဆောင်းပြီးတော့ကုဋ္ဌနုနာယောဂရတယ်။ဘာရလဲ။ဘုန်းကြီးတို့တွေးကြည့်တာပေါ့လေဒီသင်္ကန်းကိုနဲ့ပဲသီလသမာဓိပညာသိက္ခာပြည့်တဲ့မထေမြတ်ကိုကိုယ်တိုင်တတ်ခဲ့တယ်။ပြီးတော့ဒီသင်္ကန်းလာဝတ်မှတော့သူနဲ့ဒီသင်္ကန်းနဲ့တန်သေးလား။မတန်ရာကိုသွားဆင်လိုက်တော့ပြိဿကြီးသူခန္ဓာကိုယ်ကတစ်နှစ်မပြည့်ခင်မှာနုနာယောဂပြိဿအရေးတွေတဆူဆူသွေးတွေတဆူဆူနဲ့ဖြစ်လာတော့လေကြောင်းလာတဲ့ကလေးလေးတွေကိုရင်လေးတွေကြောင်းသားလေးတွေကသူတောင်းတဲ့ရေခွက်မတောင်းရင်သူစားတဲ့ပကံမစားရင်သူနေတဲ့နေရာမသွားရင်ဆိုတော့တပြေးနဲ့ကလေးတွေကအိမ်ရောက်တော့အမေတွေပြန်ပြောအမေတွေကလည်းသူ့ကြောင့်တော့ဘာမှပြန်မပြောရင်ကိုသားသမီးကိုကြောင်းမလွတ်တော့နောက်ဆုံးကြောင်းသားတွေကိုရင်တွေဘာကြောင့်နေသွားသလဲအဖြေရှာတော့မှကိုရင်ကြီးကဒီယောဂဒီလိုဖြစ်နေတယ်ဆိုတော့မှကြောင်းတဲ့ဘုန်းကြီးကကြည့်လိုက်တော့ဟာဟုတ်တာပဲဒီတော့မှပြိဿအရက်ကလူကြီးတွေခေါ်ကဲကိုရင်ကြီးဒီယောဂရှိရင်တော့ကိုရင်ကြီးဒီမှာနေလို့မဖြစ်ဘူးအကြောင်းမှလည်းလူမျိုးစုံလာရတာဒီတော့ကိုရင်ကြီးကိုကျောင်းဟိုဘက်ကကုန်းလေးပေါ်မှာတဲတလုံးဆောက်ပေးမယ်အဲ့ဒီမှာရေချိုးဖို့တန့်စင်ကန်းကအစစီစဉ်ပေးမယ်အဲ့ဒီမှာပဲသွားနေကိုရင်ကြီးရဲ့ဆွမ်းကိစ္စတော့အချိန်ရောက်လာရင်အိမ်ကသူ့ညီမတွေကနေဆွမ်းပို့ပေးပါဆိုစီဝေးရစီဝေးတော့ကိုရင်ကြီးကနားထောင်ပြီးတော့သူအဲ့နေရာကိုသွားမနေနိုင်ဘူးတဲ့သို့တော့သူဒီเจ้าမှမနေရရင်နေပါမယ်ဘယ်လိုလုပ်မလဲဆိုရင်သူ့အမေဖေပိုင်နဲ့လေတဲရှိတယ်အဲ့ဒီတဲမှာပဲသူသွားနေပါမယ်ကျန်တာလည်းဘာမှမလုပ်ပါနဲ့သူ့ညီမတွေပဲဆွမ်းတို့ရေတို့လာပို့ပါလိမ့်မယ်ဆိုပြီးတော့ပြိဿရေဆုံးဖြတ်လိုက်တော့သူ့အစီအစဉ်နဲ့သူပြီးသွားရောဘူးဟောသင်္ကန်းနဲ့သီလသမာဓိပညာသိက္ခာပြည့်ဝတဲ့ဆရာတော်ကိုပြုတဲ့အကုသိုလ်ကံကြွေးသည်20လုံးထောင်ထဲမှာပြန်မပေးရဘူးလားလွတ်တာတော့ဒီသင်္ကန်းကိုပြန်ခင်တွယ်လိုက်တော့ပြိဿသင်္ကန်းကမတန်တော့သူ့ကိုပြန်ပြီးတော့ဖမ်းမလာဘူးလားဟောကျောင်းထဲကနေပဲပြန်ရောက်ကျောင်းပြင်လေတော်တွေရောက်သွားပြီနားထောင်နော်နေ့စဉ်မှန်မှန်သူ့ညီမလေးကပဲထမင်းပို့ဆုံးပို့နေတော့နေ့တိုင်းသူကလေတော်နာရောက်ရင်လေရင်းနာရောက်ပြီဆိုရင်ပြိဿရင်သူ
သူကိုရင်ကြီးကိုလှမ်းလှမ်းခေါ်တော့ကိုရင်ကြီးကထွက်ပြီးတော့ပါလာတဲ့ရေဘူးလေးတွေသမင်းရိုက်လေးတွေကိုအပြင်ထွက်ပြီးတော့ဝိုင်းဆွဲပြီးတော့လာကြိုတယ်အဲ့ဒီနေ့ကျတော့ကိုရင်ကြီးနဲ့ခေါ်လို့လဲထားမလာတော့လေတပြေတွေတင်းသားရောက်လာတော့ကိုရင်ကြီးခေါ်ပြိဿကြီးခေါ်တဲ့လူအတန်ကကျေပါများလာတော့တဲရကိုရင်ကြီးမထွက်ဘူးဘာထွက်လာဆိုရင်ခွေးတကောင်ကကလီစာတွေကိုကိုက်ပြီးတော့ခွေးနဲ့ကြီးတကောင်ဝုံဆိုတဲရကနေခုံပြီးတော့ထွက်ပြေးသွားတယ်ထွက်ပြေးသွားတော့သူညီမလည်းဟဲ့ဘာလေးဆိုအထဲဝင်ကြီးတော့ပြိဿကြီးကိုရင်ကြီးကဒီအကြောင်းကတော့အဲ့ဒီကျောင်းတိုင်ဆရာတော်စီကပြန်သိရတဲ့အသိပေါ့လေကိုရင်ကြီးကတတိတော့ပြိဿကြီးနည်းနည်းကြံနေတယ်သို့တော့ခန္ဓာကိုယ်ဗိုက်ထဲမှာခွေးဖောက်စားသွားတာကလီစာဘာမှမရှိတော့ကြောက်စရာမကောင်းလားအဲ့တော့မတည်သေးတာသိပေမယ်လို့ရှင်းနိုင်ပါဦးမလားကလီစာတွေကိုတစ်ခါတည်းကြည့်ရတာငတ်ပြားမိပြီးတော့တတိလစ်တာခွေးကအသေးကောင်ထင်ပြီးတော့ဖောက်စားသွားပုံရပါတယ်စားယုံနဲ့မဟုတ်ဘူးလူတန်ကြတော့ပြိဿချီတောင်သွားလိုက်သေးတယ်ကဲကြည်စမ်းပြန်ပြီးဆက်လဲတဲ့အကုသိုလ်ရဲ့ကံကြွေးထီပြိဿရင်ထောင်ကြတယ်နူနာယောဂရတယ်ရွာပြင်ရောက်တယ်အရှင်လက်ခွေးစားခံရတယ်ကြောက်စရာမကောင်းလားအဲ့ဒါပြိဿရင်တကယ်အဖြစ်ပြက်ဘုန်းကြီးတို့အသက်16နှစ်အရွယ်ကမန္တလေးမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်ဘုန်းကြီးတို့ဒီအဲ့ဒီဆရာတော်ရဲ့ရုပ်အလောင်းကိုမဖူးရဘူးသို့တော့သုတ်တန်မှာတော့သွားစောင့်ပြီးတော့ကတော့ဖြစ်တယ်မျက်စိထဲမှာနားထဲမှာဒီကနေ့မြင်တော့ကြတော့သူ့ကိုအလွန်ကြီးညိုတဲ့ဒကမတွေပြိဿအဲ့သုတ်တန်နာမှာလူလိမ့်ကိုတာကတ္တရာလန်းနဲ့ဒီပါးတွေနဲ့တိုက်တာများလေမျက်နာတွေကိုပေါက်ပြေးနေတာပဲဒါဘုန်းကြီးကိုယ်တိုင်မြင်ခဲ့ရတဲ့အမြင်ကြားခဲ့ရတဲ့အကြားအဲ့တော့ပြောချင်တာပြိဿအနည်းချုပ်ရင်တော့အာဟုတုကံရဲ့စွမ်းအားသည်အတိတ်ကလည်းကိုဘလောက်ပါလာတာဘယ်သူမှမသိနိုင်ပါပြစ္ဆုတ်ပံဘဝမှာပြုတာလည်းဘယ်သူလဲရှောင်ရမှာလဲရှောင်ရောမရဘူးလားအေးဒါကြောင့်အကုသိုလ်ကံစွမ်းအားကိုနေတိုင်းချိုးနှိမ်နိုင်သလောက်ချိုးနှိမ်မှာတတိကပုထုဇဉ်သဘာဝဒေါသတော့ရှိတာပေါ့သို့တော့ဒေါသအလျောက်ယနာသုံးပါးမိဘဆရာသမားသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကိုမပြင်းမမိပါစေနဲ့ကံသိပ်ကြီးရင်ဘဝကူအောင်စောင့်ရသလားအေးအဲ့ဒီပြစ္ဆုတ်ပံအကုသိုလ်ကံရဲ့အစွမ်းလေးကိုဘုန်းကြီးတို့ပြောခြင်းလို့ဒီကနေ့ညကုသိုလ်ကံရဲ့စွမ်းအားလေးကိုအကြောင်းကိုပြန်ပြောခဲ့ပါတယ်အကုသိုလ်ကံရဲ့စွမ်းအားကိုလည်းပဲသုဘဗုဒ္ဓနဲ့တကယ်ဖြစ်ပြခဲ့တဲ့ဟောဒီကိုရင်ကြီးရဲ့အကြောင်းကိုပြောခဲ့ပြီးဆိုရင်ပြိဿတရားရှိဘာစွမ်းအားကိုကောင်းအောင်လုပ်မလဲကုသိုလ်ကံစွမ်းအားကိုကောင်းအောင်လုပ်ပါမိမိကြီးပေါ့ကြီးနဲ့ဘဝကိုမနေပါနဲ့ဒီလောက်ဆိုရင်ဘုန်းကြီးတို့ဟောတာကံရဲ့စွမ်းအားသည်အကုန်မစုံတော့လဲပဲပြည့်စုံသလောက်တော့ဖြစ်မသွားဘူးလားအလုံးတို့ဓမ္မဆွေတော်မျိုးတော်ဒီအကုသိုလ်ကံစွမ်းအားကိုချိုးနှိမ်နိုင်ကြ၍ကုသိုလ်ကံစွမ်းအားကိုပြစ္ဆုတ်ပံဘဝနေတိုင်းတိုးအောင်စွမ်းအားပြည့်အောင်ကြိုးစားနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဒီဂါထာလေးကိုပြန်လည်လို့ပူဇော်ပါမယ်ဘုံညာဝါဒုက္ခဇနေတိအဘုံညာဒုက္ခဇနေတိတသမဘုံညာဝဂတဗံအဘုံညာနာသဂတဗံသာရောနှလုံးပြောပြောင်းသူတော်ကောင်းတို့ဘုံညာဝါသင်တို့ကိုယ်တိုင်ပြုထားတဲ့ကုသိုလ်ကောင်းမှုကံစွမ်းအားများကသာလည်းဒုက္ခံသင်တို့လိုချင်နေတဲ့ဒီဘဝချမ်းသာနဲ့ဘဝသန္တရာချမ်းသာကိုစတိတိမုတ်ချမသွေရစေဖြစ်စေပါ၏အဘောညာသင်တို့ကိုယ်တိုင်သိ၍ဖြစ်သူမသိ၍ဖြစ်စေတတိလွတ်၍ဖြစ်စေမိုင်မတွေ့ဝေး၍ဖြစ်စေကိုယ်တိုင်လွန်ကျူးခဲ့တဲ့အကုသိုလ်ကံစွမ်းအားမှန်သမျှတို့သည်ဒုက္ခသင်တို့ကိုယ်တိုင်မလိုခြင်းပြီးမဲ့လည်းပဲရကိုရနေတဲ့ဆင်းရဲမျိုးစုံကိုဇနိတိမုတ်ချမသွေရစေဖြစ်စေပါ၏တသမတို့ကြောင့်တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်ဘုံညာဝါသင်တို့ကိုယ်တိုင်ပြုထားတဲ့ကာယကံဝစီကံမနောကံမှာဖြင့်
ဒါနသီလသမာဓိပညာလို့ခေါ်တဲ့ကုသိုလ်ကောင်းမှုစွမ်းအားတရားများကိုသာလျင်ကာတပံနိနိညာညာအချိန်တိုင်းမှာကောင်းစွာမသွေကြိုးစား၍အထုတ်အပ်ပါ၏အဘောညာအဘေဒုက္ခတိရောက်မည်အကြောင်းမကောင်းတဲ့အကုသိုလ်ဒုစရိုက်တရားစိုးကိုနာဇကတပံဘေသောအခါမှမပြုသင့်မပြုအပ်ပါ၏ဣတိသောဘဂဝါဘုံတော်6ပါးသခင်ဖျားရှင်ကိုတော်မြတ်ကြီးသည်ဩဇာကရုဏာရှိသောမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါ၏တည်း